哎，来欧气家。难道俺爸个是可吧一片呀？难道俺爸是可比的呢？这个嘞，长东呀，都在那是可。他上门拉走，来人的家。当我庙来，这公带些嘛，乔爷庙弄死的也不会的。同你今年查那个乱杀的，慢慢研出来的也不好不。第二的那罗人嘛，乱杀的慢慢研了，地高山呢，把的拉派呀，没呢，没把我就怕就下去卖他呀。咱俩呢，该哦，没背他呀。就这走了个出他那边就面烧片的看过了面的，那我提笔么，谁的文章呢嘛？这人都你都没多看。乱来杀的，等多下的，慢慢引来这样，到这把地铺要。那个闹阿个我公看路也很大疲惫，为你哎呀嘛，一个人呀咯，把大沙里铁里嘛有啊将军里好的，白路好着木的嘞，那咱的不打打那呀，那比打那比办的哇，俺这个那的办那个。那天伢的路哒那哒路，不要几个都好吧？几个都好家的，这的那样，老给老狗的呀，那偏到啊住的呀的也难买，不打沙里的就都，哦，得到天下不要来这个大屋的可能学牛多的嘛，大屋提牛，别的地方牛吧嘞。也是欧沙绝话的嘛，哈着呢。那天里的天个热气嘛，爆发的，那没力的要过。里没看来的，过去我的面地路，把大沙里路都能买来地路买的。那天的没力说了，为什奶奶的生气多嘞？为什么那个？都没过没，都学苗过学苗没有一个的把大沙里马家还俺那嘛呀，都学苗过学苗说的发表的，俺哪来熬表？没马来的要的，没法说的那把戏，里没法那把人啊包嘛，那就啊没不去，那就啊陪我不去，啊背当天的光啊。这球啊没过去的，这球啊飞过过去的，对不对？某那边子，啊没过去的个嘞嘛，假如啊没学苗那么最近的，啊没学苗啊没别个那么学苗路听的，啊非别个学苗假如no看你输了，哎山努努有努努干努努呢，没得差不。现在个雷马里家中啊，配别个学苗那么最近的，啊没别个学苗所以就要没得参与啥，把大沙里家中地路么好，啊配学苗啊没学苗没有路，过去我的一年第的把大沙里没确定啊哈拉到嘛嘞，啊配没拉拉啊没拉拉，都没过没。都学苗过学苗没有的个哩嘛？啊，而且那一类几比着，表姐那里头，伢子不，等俺啥多把的啥抽不，都到来这老呢参加工作。里不打啥里头哎嘛，看谁比着他的就要加，大大说的路那么好付，就那么，大大说的就要加。这边说了就没嘛，这边买喽，
ကျွန်လဲလူလဲကျွန်မို့လို့သူ့နာမည်ဟာမောင်တာသားလို့ပဲဒီလိုခေါ်ခဲ့ကြကျွန်ယောက်ျားပေါ့အဲ့ဒီကျွန်ယောက်ျားမောင်တာသားသူ့အိမ်မှာခိုင်ဆဲပြီးတော့မိဘများကထားကြတနေ့သ၌ကြတော့မောင်တာသားတလင်းနဲ့တရွင်းဆွဲပြီးတော့မြက်ထိုးတကူပြိဿစရင်ငှားကိုစရင်ငှားဆိုတော့တလင်းထဲမှာစဘာနယ်ဖို့ကောက်လိုက်နေချဖို့မြစ်တွေကိုထိုးပြီးတော့နေတဲ့အခရတတထေးသမီးလေးပတာစာရီလေသာတကားလေးဖွင့်ကြည့်လိုက်ဩကြည်စမ်းမကိုရာသားနေဘူးခေါင်ကြီးတနာစရာကြီးပါလားသူ့ကြည့်လိုက်ရခွန်အားဗလာကြီးကလည်းကောင်းပါပြီတဲ့နဲ့စရင်ငှားသာဆိုရလူကျော်လူခန့်ကြီးနောက်ဘဝကပုဝိသကတပုံညာတာဆိုတဲ့ဒါနစက်ကြီးကပြက်ခဲ့ပေလို့ကိုရတာပစ္စံရှိတဲ့ထေသားဆိုရင်ဘလောက်ထိအောင်လူချစ်လူကင်ပေါ်လိုက်မတော့အမလေးခုတော့ရုပ်ရည်လှသလောက်စရင်ငါဆိုတော့အောင်တန်းကြနေလို့ချစ်သူမရှိခင်သူမရှိဖြစ်နေတဲ့တော်ဘဝကိုဘသူတွေမတနာဖြစ်ပဲလို့ကြုတ်တနာလိုက်လေချင်းကျုပ်တနာလိုက်လေချင်းနဲ့တနာကလေးကမနေဘူးပြိဿလောဟာတော့မှာပြိဿကြီးတနာရင်ဘာဖြစ်တော့မှာသွားတော့မှာဘယ်နေတော့ပြိဿကြီးတနာရင်ဘာဖြစ်တော့မှာဘယ်သွားမှာတော့ဟေးတနာရဲ့စီဘောဟဲ့ပြိဿကြီးဘယ်သွားမှာတနာတဲ့စီဖြစ်ဖူးတဲ့မိဘများမသိအောင်အလစ်အသာလေးဆင်းပြီးတော့မျက်ကူထိုးတာကောင်းတိုက်ပေါ်ကဆင်းသွားကိုရာသာလှမ်းခေါ်လိုက်ဟာလှမ်းလိုက်တော့မဗရာရဲ့ဘာတော့ခမရဘာတော့မလုံးနဲ့လာအောင်ကြည့်ဟုတ်ကဲ့ကဲပြောလေလုံမနေနဲ့ဒါမဲ့တော့မြက်ထိုးနေတာမြင်လို့နေဘူးခေါင်ခေါင်ကြီးကျုပ်ကတနာလို့မြက်ကူထိုးမလို့ပြေးပါကိုရာသားရဲ့တရွေးဟာနေပါစီမောပါရဲ့ကျုပ်ဒုက္ခဖြစ်ခြင်းဖြစ်ပါစေတော့လက်ဖဝါးနုလေးခမရတရွေးထိုးရင်သွေးချေဥသွားမှာပေါ့ဩတော့တနာလို့ပြောနေတာတနာတော့တနာတာပေါ့ဗျာနေပါစေကျုပ်အလုပ်ပါခမရအစေကနေရဲ့အလုတ်လောက်ရမှာကကျွန်တော်ရဲ့တာဝန်မဗရာရှိပါစေတော့ဩတဲခက်နေတော့ကလားလို့ပြောတာတော့ပေးနေပါစေဗျာပေးပါလို့ပြောနေပါစေဗျာဟောတော့ပေးပါလို့ပြောနေတရွေးဆွဲလူတကိုးပရိသတ်တရွေးဆွဲလူနေတုံတရားနာပရိသတ်လာပြီပြုနောက်ကပရိသတ်နောက်ကပြည်သားကြီးနောက်ကလာပြီဟိုင်းဒါမလုပ်တာတထေးကတော့ကြီးမျက်နှကြောတင်းနဲ့လှမ်းငေါ့လိုက်ဟိုင်းဆိုတရွေးဆွဲလူနေရအတတ်လမ်းသွားတထေးကတော့ငေါ့လိုက်တော့သူတို့လက်ထဲကတရွင်းကလေးကအခြေမလှတော့မြေခရှာတာပေါ့တရွင်းကလေးလွတ်ကြပြီးနှစ်ယောက်သမားတရားနာပြိဿတယောက်မျက်နှာတယောက်ကြည့်လိုက်တထေးကတော်ကြီးကြည့်လိုက်ဟေးဒါသခင်ဗျာမင်းပါလို့ဟောဗျာကျွန်တော်မျက်ထိုးနေတယ်လေတော်ရဲ့ဟုတ်ကောင်မသွားတိုက်ပေါ်တဲ့တိုက်ပေါ်တက်ဆိုပြီးငေါ့ထုတ်လိုက်တော့ပရာစာကြီးတိုက်ပေါ်တက်သွားတိုက်ပေါ်ရောက်တော့အိုးအမေကဒေါသကြီးပါပြီတဲ့နဲ့ဘာမှလည်းစဉ်းစားတာမဟုတ်ဘူးအစီကံပဲဆိုပြီးတော့ပါမြရိုက်လိမ့်မလားဂျာရင်မကယောက်ျားရဲ့လို့လည်းမတွေးတော့ခွေးအရိတ်တောင်တချို့မကြော်လွှားဘူးတဲ့အခုတော့လေအစီကံယောက်ျားဆိုပြီးတော့ခြေတော်ကြီးနဲ့မြန်တအားကန်လိုက်လိမ့်မလား
ကိုရသာတော်မြန်တဲ့ထားမလို့ခက်လိုက်လေမလို့တော့ကိုကျုပ်တနာလိုက်လေချင်းတနာလိုက်လေချင်းဆိုပြီးတော့တရားနာပိတာအမေကြောက်တော့ဘတွင်ပြတင်းပေါက်လဲတရွက်လုံးဖွင့်မကြည့်ရဲဘူးဟိုပတ်တာကြားတွေကလက်တလုံးလောက်ဟာလေးတွေကမျက်လုံးလေးမတော့တော်သွင်းကြည့်ဘူးတဲ့လူတွေသိမှာပေါ့တဲ့မကြည့်ရဲဒီလိုပဲမျက်လုံးလေးမတော့တော်သွင်းကြည့်နောက်ဟိုကဟေးဒါသားခင်ဗျာမင်းတာပါလို့ဟာကျွန်တော်မျက်ထိုးနေတယ်လေတော်ဟေးမျက်ထိုးတာပြောတာမဟုတ်ဘူးခင်ဗျာကျွန်တော်နားမလဲပါလားခင်ဗျာမင်းကငါမုံလာဥလုံးမနေပါနဲ့ကွငါမျက်စိအောက်တယ်ငါသမီးနဲ့ဆွဲလာငင်လားနဲ့ဒါကငါမင်းနေတာဟာတော်ရဲ့အဲ့ဒါကျွန်တော်အပြစ်မဟုတ်ပါဘူးခင်ဗျာကျွန်တော်မျက်ထိုးနေတာကိုလေတော်သမီးကတနာလို့တဲ့မျက်ကူထိုးမယ်တဲ့အဲ့ဒါဇွတ်ဆွဲလူလို့နေပါစေလို့ကျွန်တော်ကပြောတာမရဘူးသူကဇွတ်လူတယ်ခင်ဗျအောင်မေမင်းကဟန်ကြီးပန်ကြီးနဲ့ဟေးဒီမှာငါသမီးတစ်ထေသမီးကပဲမင်းစေကံကိုလာပြီးတော့စတယ်လို့ဟာတော်ကျွန်တော်ဒီလိုမဆိုးပါဘူးခင်ဗျာတရွေးသူကဆွဲလူလို့နေပါစေလို့ကျွန်တော်ပြောတဲ့အကြောင်းတော်မင်းလို့ပြောတာပါခင်ဗျဟေးမလို့ခြင်းဘူးကွဒီမှာမင်းဘသူကကြွေးထားဟာတော်တို့ကကြွေးထားတာပါခင်ဗျာအေးငါကြွေးတဲ့ထမင်းကိုစားရင်ငါကျေးဇူးကိုသိတတ်ရတယ်ကွတော်ဘယ်လိုပြောလိုက်တာတော့တော်ကျေးဇူးကိုသိလို့တော်ကြွေးတဲ့ထမင်းကိုစားပြီးတော့ကျွန်တော်တော်တို့အလုတ်ကိုနွားနှကောင်နဲ့ယုံနဲ့မကတိမ်မှုကိစ္စကျွန်တော်အခုမျက်ထိုးတဲ့အလုတ်တွေပါလုံနေပြီမဟုတ်လားတော်ရဲ့အေးလုံရမယ်ကွငါကြွေးတာကိုစားငါဆင်တာကိုဝှေ့ရင်ငါလို့လုပ်ရမယ်ပေါ့ငါထမင်းစားရင်တော့ငါကျေးဇူးမင်းသိရဟာတော်ကျွန်တော်ထမင်းကျွေးတာအလကားကျွေးတာမဟုတ်ပါဘူးခင်ဗျာအလုရှင်နဲ့အလုသမားဒီလိုလည်းမပြောလိုက်ပါနဲ့တော်ကျွန်တော်ကိုအလကားကျွေးတာမဟုတ်ပါဘူးတော်တို့တိုက်ကြီးပေါ်ချမ်းချမ်းသာသာနေရအောင်တော်တို့တောင်သူလယ်သမားလေယာအလုကိုကျွန်တော်လောက်ကင်ပေးတဲ့လုံအားခလေးကျွေးတာပါခင်ဗျာအောင်မေမင်းကလူပေါင်းဝါလို့မင်းကျေးဇူးကတို့တဲ့ကြီးသလားကွဟာကျွန်တော်တို့ကကြီးတယ်လို့မပြောပါဘူးခင်ဗျာတော်တို့ကျေးဇူးကများပါတယ်ခင်ဗျာသို့တော်လည်းအလုသမားနဲ့အလုရှင်ဆိုတာကိုင်ကျွန်းပြီကျွန်းကိုင်ပြီမို့တော်ဒီလိုလဲရဆက်ကြီးမပြောပါနဲ့ခင်ဗျာဟေးပြောတယ်ကွပြောတယ်ဒီမှာဒါသငါဆိုချင်တာကလေနောက်ငါသမီးနဲ့ဒီလိုတရင်တနီးကကငါမမြင်ဘူးမြင်ရင်မင်းငါအိမ်မော်ကဆင်းတော်တော်ဆိုးတဲ့မိန်းမကြီးဟုတ်ကဲ့ခမညာမမြင်စေရပါဘူးလို့အဲ့ဒါလို့တာဝန်ခံလိုက်တော့တထေးကတော်ကြီးတိုက်သေးဝင်သွားပေါက်ဘက်နဲ့တယောက်တည်းမြေကြီးနဲ့ရံဖြစ်သွားတယ်တိုက်သေးရောက်တော့တထေးကြီးဘာတော့မင်းအော်ကြီးဖြစ်ကျင်နေဘာရမလို့တော့တော်သမီးအကြောင်းတော်သိရလားဩမင်းဘာရီလျှောက်ပြောနေတာတော့မင်းမွေးဖွားထားတဲ့ငါနဲ့ရတဲ့သမီးငါမသိပဲနေပါမလားဒီမဲ့တော့ကိုကျုပ်သေးသေးချာချာပြောမယ်နော်တော်သမီးတိုက်ပေါ်ကဆင်းသွားတာမြင်ရလားဩတဲခက်တဲ့မိမပါလားကိုမိဘဆောက်ထားတဲ့တိုက်ပေါ်တက်နေတဲ့သမီးတိုက်ပေါ်ကအောက်ဆင်းတာဒါဆန်းလားဟာတထေးကြီးတော်သေးသေးချာချာနားထောင်နော်တော်သမီးတိုက်ပေါ်ပြန်တက်သွားတာကိုတော်မြင်ရလားဒီမိမနဲ့ဆင်းတဲ့မှာပေါ့ဟာဘာဖြစ်တော့တော်သေးသေးချာချာစဉ်းစားနော်ဟိုဒါမဆိုတဲ့ကောင်ပြောပါတယ်ဒီမိမခုဗရာခုဒါကနဲ့ဘာမှမသိဘူး
တော့မသိဘူးမလုံးနဲ့ဒီမင်းကျုပ်ပြောမယ်ဒါသဆိုတဲ့ကျွန်းယောက်ျားအပားကိုဆင်းသွားတာကိုကျုပ်တိုက်ပေါ်ကဆင်းတာပြောနေတာပြန်တက်လာတော့လေဒါသနဲ့လေဟိုနီးနီးကက်ကနေတာကိုကျုံငေါက်ထုတ်လိုက်လို့ပြန်တက်သွားတာပြောတာတော့သမီးကလေဒါသကိုတနာလို့ဆိုပြီးတော့မြက်ကူထိုးတဲ့တော့ဒါများအဆန်းလို့လို့ကွယ်ဒါသဆိုတာဘယ်သူခိုင်းတဲ့ကြော်လဲတို့ခိုင်းတဲ့ကျွန်းကိုယ်အိမ်ခိုင်းစေထားတဲ့ကျွန်းဘယ်သူအလုပ်လုပ်ကိုယ်အလုပ်လုပ်ကိုယ်အလုပ်လုပ်တာတနာလို့ဒါအိမ်ရှင်ကနေပြီးတော့အစေခံယောက်ျားသွားပြီးကုညီတဲ့ကိစ္စဒါများမင်းအဆန်းလို့တထေးကြီးတော့အစားတွေဖိုက်ကားအောင်စားပြီးစဉ်းစားကြမရှိဘူးနော်ဒီမဲ့တော့သမီးနဲ့လေဒါသနဲ့ကပ်ပြီးတော့ဟောဒီမဲ့ကျုပ်မပြောချင်ဘူးနော်တနေ့ကြတော့လေတနေ့ကြတော့သူများတတွေးကွက်ပက်လက်မျောမယ်တော့ဒါကြောင့်ကျုပ်လေတော့သမီးဒီတိုင်းမထားနိုင်ဘူးတော့သမီးဒီတိုင်းမထားနိုင်ဘူးဒီလိုပြောလိုက်တော့ပဓာလေးကအပေါ်ကဟိုတရားနာပိကအထက်ဆုံးလေးတစ်ထစ်မျက်နှာလေးနဲ့အမိအောင်ငုံပြီးချောင်းကြည့်နေရကတော့သမီးဒီတိုင်းမထားနိုင်ဘူးဆိုတော့တုံသွားဟင်တော့သမီးဒီတိုင်းမထားနိုင်ဘူးလေငါဘယ်မှပို့မလို့ပါလေအမေတို့ပဲလို့မလို့ပါလိမ့်မလဲနားထောင်နေတော့ဒီမဲ့တော့သမီးဒီတိုင်းထားရင်အစေကနဲ့မှားလိုက်မယ်လေရင်ပါပြီးတော့တနေ့မှားမှသေးကြတယ်ဒါကြောင့်ကျုပ်လေဟောတော့သမီးကိုတောင်မြင်ကတစ်ထေးသားနဲ့မြန်မြန်ပေးသားမှဖြစ်မယ်ဒီလေသာသမီးမိန်းကလေးမွေးထားမင်းတာဝန်မယ်မှန်တော့မိခင်နေမှန်တော့အယောက်ျားသားလေးဆိုငါတာဝန်မယ်ကွမင်းဖမင်းစီစဉ်အဲ့ဒါလို့ပြောလိုက်တဲ့စကားကြတော့ပတ္တစာရီလေဘာပြောကောင်းမလဲကတင်းမောတအားပြေးပြီးတရားနာပရိသတ်ရေကတင်းမောအာရမောက်မျက်နှာမောခေါင်းအောင်ကအိုးတရားနာပရိသတ်အသေးရရင်နဲ့တလျက်လျက်နဲ့ခံစားရတဲ့ဒဏ်ချက်ကအပြင်ဘက်ငေါက်ထုတ်တာမျက်ရည်တွေကိုတုတ်ကနေကြလာမျက်ရည်တွေပေါက်ပေါက်ကြလို့ခေါင်းအောင်ကြီးတအားဖက်တော်ကြာခေါင်းအောင်ကြီးလွှင့်ပြေးတော်ကြာကရင်မောတက်လိုက်အောက်ဆင်းလိုက်တောက်တဲ့ခတ်လို့မယူနိုင်ဘူးကိုရာသားကလွယ်လို့ရှိရင်ငါဘယ်သူမှမယူနိုင်ဘူးကိုရာသားပြုတ်ပေါင်းကြီးဒီကိစ္စတွေတော်သိရလားဟဲ့ပါလေကိုရာသားလည်းမနေရရင်ငါသေးခြင်းသေပါစေတော့ကိုရာသားအဘောတနာယာကစပြီးတော့ငါမေတ္တာရှိနေမိပြီမဖြစ်ဘူးဒီကိစ္စကိုရာသားပြောမှဆိုပြီးတရားနာပရိသတ်ရေနောက်တနေ့မိဘအလစ်မောင်ဒါသနေတဲ့အစီကံတောင်းလျာဆင်းသွားမောင်ဒါသကဒူးဘော်ပေါင်ပေါင်နဲ့ပေါ်တင်ကလေးကြီးချိတ်လို့ပလွေလေးပါးစပ်ထဲတက်လို့တွေးဟာမဟုတ်တော့ကိုပြိဿအစီကံဆိုတော့ဘာရဲ့မှုတ်တာမို့ပလွေလေးတက်ပြီးမှုတ်နေတော့မဘရာကအနာနာရောက်ကိုရာမမှုတ်ရင်တက်ထားတဲ့ပလီဆွဲနှုတ်တာတွိတ်တို့တခါပဲမှုတ်ရင်ကိုပြိဿမှုတ်ရင်တက်ပြီးတော့ဆွဲနှုတ်တာတွိတ်အိမ်ကမှုတ်ကြည့်ပါလားပလွေကိုကြည့်အခုအဲ့ဒါလို့ပလွေလေးဆွဲနှုတ်ဟာမဘရာလာပြန်မလားခင်ဗျာမေကြီးကကျုပ်ကိုဒုက္ခပေးနေပါဦးမယ်ခင်ဗျာအိုးဒုက္ခပေးကြမလို့ပါဘူးလေအလစ်ကိုဆင်းလာတာဒီမဲ့ကုနာကတော့ပြောကြရှိလို့ထားရမှာဟုတ်တော့အင်္ဂလိပ်ရှိလို့ဟုတ်ကဲ့သူထားထိုင်လိုက်တော့မဘရာကအနာနာကတ်ထိုင်မောင်သားကဟိုဘက်တိုးသွားမေဒီမဲ့ကုနာကတို့ကကျုပ်ကိုကြောက်နေသလားမဘရာကြောက်လို့တော့မဟုတ်ပါဘူးခင်ဗျားမေကြီးလိုက်ကျုပ်ဒုက္ခပေးနေပါဦးမယ်အိုးမပေးပါဘူးဒီမဲ့ကျုပ်ပြောစရာရှိတယ်ခတ်သွတ်ပြောမယ်နော်ဟုတ်ကဲ့ကျုပ်ကိုလေဟိုအဖေနဲ့အမေတို့ကတော်နဲ့တလင်းနဲ့တရွင်းဆွဲပြီးလူနေစဉ်အခါတုန်းကအဲ့ဒါကိုမြင်သွားတာနဲ့တနေ့ကျတော့အစီကန်းနဲ့တထေသမီးရင်ပါပြီးတော့နိစ္စသွားလိမ့်မယ်ဆိုတာနဲ့အမေကကျုပ်ကိုလေတောင်းမြင်တထေသားနဲ့ပေးစားတော့မလို့တဲ့တော့ဗျာအဲ့ဒါဘာပြုတော့မဘရာရဲ့တော့ဘယ်လိုသဘောရမဘရာဘယ်လိုသဘောရမလဲတထေသားနဲ့တထေသမီးရွှေနဲ့မြနေနဲ့လားတင့်တယ်ပါတယ်မမရဲ့ဒါကြောင့်ဆင်းရဲသားမှမဟုတ်ဖ ೇನೆ တထေသားနဲ့တထေသမီးဆိုတော့တိုက်ကြီးတစ်လုံးကနေနှလုံး
ရွှေဘုံကြီးမော်ဆံရမယ်ဘောင်ကယူလိုက်ပေါ့မဗရာရဲ့ဟောတော့ဒုက္ခပါပဲကြားကြောက်လို့ရှင်ကြီးကိုပိုဆိုးနေထမရဲ့ဒီမဲ့ကုရတာကျုပ်ကတထေးသားကိုမယူနိုင်ဘူးအာမဗရာစိတ်ကူးမလွဲနဲ့မိဘများဆိုတာသားသမီးစင်စီမြင်ရနာသားမြင်နဲ့ခမယူလိုက်ခက်တော့တာပဲဒီမဲ့တော့အကူလို့ကျုပ်ကလာတိုင်မယ်နာဒီမဲ့ကုရတာကိုကျုပ်ပြောရအောင်မယ်တော့ဒီအစေကံတန်းလျက်နာဒီနှင်းစီပင်မသူစိုက်ဟာကျွန်တော်စိုက်တာဗောမဗရာရဲ့အဲ့ဒီတော့စိုက်ထားတဲ့နှင်းစီပင်ကနှင်းစီပွင့်ကလေးတွေလေမနစ်သက်ဘူးလားဟာကျုပ်စိုက်တဲ့သစ်ပင်ပန်းမယ်ရေလောင်းပြီးတော့ထားတဲ့ကိစ္စကျုပ်နှစ်သက်လို့စိုက်တာကျုပ်နှစ်သက်တာဗောဒါမဲ့ဒါဖြင့်တော့စိုက်ထားတဲ့ပန်းပင်ကနှင်းစီပွင့်ကလေးသူများခူးသွားရင်တော့စိတ်ထဲပဲလို့နေပါအာဒါလို့ကျလို့ခုတာယူဗောမဗရာရဲ့ဟောတော့ငါတော့ပေးချင်တာပဲဘယ်နဲ့ဟာကြီးပါလိမ့်ဒုက္ခပဲကုရနာဗျာတိုက်ဒီမဲ့ဟိုမိမစီပြတ်တယ်လို့ဆိုချင်းဆိုတော့ကျုပ်တော့ပြောရတော့မှာပဲတော့ကိုမြက်ထိုးနေတာတနာရကအစအခုလေချစ်မတာရှိနေလို့ကျုပ်ဟိုတထေးသားကိုမယူနိုင်ဘူးကုရနာဟိုကျုပ်ကိုတိတ်ထားပါနဲ့အထုပ်ပိုးနဲ့ခိုးရကိုကျုပ်လိုက်မယ်ဒီကနားထောင်တော့မိမကယောက်ျားလူယူစကားပြောနေတာတထေးသမီးကအစေကံကိုသွားပြောနေတာကျုပ်လိုက်မယ်ကုရနာဘက်နဲ့တော့မဗရာမဖြစ်ပါဘူးကျုပ်ခမရကိုမေတ္တာမရှိလို့တော့မဟုတ်ပါဘူးခမရအမေကြီးကျုပ်ကြောက်လာကြီးရဲ့အိုးမသိအောင်ထွက်ပြေးမဲ့ကိစ္စလွတ်ရကိုပြေးမှာဘောကုရသားရဲ့ကျုပ်ရှိတဲ့လက်ဝတ်လက်စားနဲ့ယူပြီးတော့လေဒီမှာဟိုညတကောင်းကျော်အစိမ့်အချိန်မှာတိုက်ပေါ်အစိမ့်မယ်နော်အာဖြစ်ပါမလားမဗရာရဲ့အိုးဘာလို့မဖြစ်မှာလဲတော့ကျုပ်ဆင်းနေမယ်တော့ဟောဒီပမေလေးကစောင့်တော့အိုးဗျာအမေယောက်ျားမူးနေတာဟဲ့ဒီမဲ့အိုးဗျာမလုံးနဲ့ကုရသဒီနားကစောင့်ကျုပ်ညတော့အထုံးနဲ့ဆင်းနေမှာတော့ခတ်တွက်ကလေးတိုက်ပေါ်ပြန်တက်သွားမောင်ဒါသစဉ်းစားတယ်ဒါသညတော့ဆင်းလာတော့မှာငါပဲလို့လုံးရပါမတုံးဖြစ်မှဖြစ်ပါမလားအိုးဗျာဖြစ်ပါမလားဆိုတဲ့မောင်ဒါသတကယ်တမ်းဆင်းပြီးလိုက်တော့မယ်ဆိုတော့တရားနာပိဋကကြီးနေဝင်ကလေးကအဲ့ဒီပန်းမင်ရောက်ဖြစ်ပါမလားတဲ့အခုပန်းမင်နေဝင်ကလေးကရောက်အဆောင်ခိုင်းတဲ့ပန်းမင်သားကထိုင်ဆောင်တဖြည်းဖြည်းမှောင်းလာမောင်နာသဆေးဘောလေးကြီးခဲလို့မဗရာလာရင်မြင်ရအောင်ပေါ့လေမီးကလေးခွာပြမယ်ပေါ့အပြင်မဲ့မီးခွာပြတော့လည်းပဲတထေးကြီးတော်ကြီးမြန်မာဆိုးလို့ပစိုးစုံလေးနဲ့မီးခွာပြပြောင်းမှုပဲဆိုရင်ဒီကောင်ဒုက္ခပဲပစိုးစုံနဲ့မီးခွာပြတာမြန်မာဆိုးလို့လည်းဖွဲ့ခွာရတာကိုကြည့်ပြန်လာပြေးတာအဲ့ဒီတိုင်းစောင့်လာပြီကရှာဟေးမဗလားဘယ်ဟုတ်လဲဟာခွေးနှမကြီးကမောင်နဲ့ဆိုတော့မမြင်ရဘူးခွေးနှမရမ်းမဗလားနေတာငါမျက်စိကလည်းကြာကြီးတော့ဝါလာအေးလာခဲ့တာမဗလားရင်လာခဲ့လိုက်တာနဲ့စောင့်ပြီးတော့နေဟောတကောင်ကျော်အချိန်ကြတော့မဗလားအထုပ်ပိုးနဲ့ဆင်းလာပြုဆင်းလာတော့လေဟေးဟုတ်မဟုတ်ကလားကုရသမဗလားပြေးသားရဟိုညဆိုတော့ခိုးပြေးမဲ့ကိစ္စမို့တိုးတိုးသာပြောရတယ်ကျုပ်ကတိုးပြောအားရတာမဟုတ်ဘူးကုရသမဗလားလာခါတော့ပေါ့မဗလားရေသွားကြဆိုပြီးတော့တယောက်လက်တယောက်ဆွဲပြီးတော့လွတ်ရအဝေးလို့ပြေးလိုက်ကြတာတရားနာပိဋကသာဝတ္ထိနဲ့အတော်ဝေးกว่าတဲ့ဌာနမှာဟောအိမ်ကလေးဆောက်ပြီးတော့တင်ကြစီတယ်လည်းဝလဲစားလေးတွေနဲ့တဖြည်းဖြည်းတစတော့ဖြစ်သလိုစားကြဒီလိုအတူတကွနေပြီးတော့လာကြဆင်းရဲပေမဲ့လို့ပစ္စည်းဆင်းရဲပေမဲ့လို့စိတ်မဆင်းရဲတဲ့ဇနီးမောင်နှံ
ပြေးသားကြီးစိတ်ဆင်းရဲရလားပဲဆင်းရဲမလို့ပြိတ္တလင်ပြီးသားမရပြီးသားကြဒါတွေလည်းခဏခဏပြောခဲ့လို့သိချဲ့ထွင်ပြီးပြောမနေရစေနဲ့စိတ်ချမ်းသာတယ်ကိုချစ်သူနဲ့နေရရင်တချို့သချင်းလေးတောင်ချိကြရွှေဘုံကြီးပေါ်စံကျင်ဘူးတဲ့ဗျတဲအိုအပြက်ကလေးတဲမှာတဲ့ကာမတတ္တိတွေပေါ့ပြေးသားကြီးနည်းနည်းမေးရအောင်မရွှေဘုံကြီးပေါ်စံကျင်လားခင်ဗျားတို့တဲအိုအပြက်ကလေးတဲနေကျင်လားကျုပ်မှန်တဲ့အတိုင်းပြောစမ်းပါဟောဗျာတဲစုပ်လေးမှန်းနေကြတယ်သူပါရဲ့ဖြေသားမှာနေကျင်တဲ့နေရာတော့ပြေးသားကြီးတဲအိုအပြက်ကလေးတဲနေကျင်လားရွှေဘုံကြီးပေါ်စံကျင်လားမပြောပါနဲ့စံကျင်တယ်ဆိုလဲငါမှရွှေဘုံရှာမပေးနိုင်မယ်ရွှေဘုံကြီးပေါ်စံကျင်တာဗောတဲအိုပြက်ကလေးတဲ့ဘယ်နေခြင်းမတုံးပြိဿဒါပဲမဲ့လို့ကာမတတ္တိကရွှေဘုံကြီးပေါ်စံရပဲမဲ့လို့ကိုယ့်ချစ်သူနဲ့မနေရရင်သေရတာကမြတ်တယ်လို့ဆိုကြသည်တဲအိုပြက်ကလေးတဲ့နေရတော့လေကိုယ့်ချစ်သူနဲ့နေရကနှစ်ယောက်သမားထိုင်ပြီးတော့မဆန်းရဘဲနဲ့ဗျိုင်သူငတ်သေးခြင်းသေပါစေပြောတယ်လို့ဆိုကြသည်ကာမတတ္တိတွေဟဲ့ဒီထဲဟိုသချင်းတစ်ပုဒ်ကပါတဲ့ထမရေဝတ္တုရရစီတော့ဟောဆိုတာလေအဲထမရေရက်ကလေးကထမရေရက်ကြီးဖြစ်သွားမှာထမရေဆိုတာတောက်တာရက်ကလေးကထမရေရက်ကြီးဖြစ်မှာပေါ့အဲ့ဒီသချင်းလေးပြင်မှုကောင်းထမရေဝတ္တုတောက်ရစီတော့ဟောဆိုရင်ကောင်းဘူးလားပြိဿခင်ဗျားတို့ထမရေတောက်ဘူးလားဇွန်းနဲ့တောက်တာကျွတ်တို့လည်းတောက်ဘူးတယ်ငငယ်ကလူကြီးတွေအပုတ်နိုင်တယ်တဲ့တောက်ကြထမရေလည်းတုံမပြင်းနဲ့ခွေးတွေကတကျုပ်စိတ်ဆိုးတော့မှာဟုတ်သားပဲအပုတ်နိုင်တယ်လို့ပြောတယ်ထမရေဆိုတာဇွန်းနဲ့တောက်တာပဲလူဆိုတာဇွန်းနဲ့တောက်တာပြိဿလူဆိုတာဘာနဲ့တောက်တာခုတော့ထမရေအတူရက်ရစီတော့ဆိုထမရေရက်ကြီးတွေဖြစ်ကုန်မှာပေါ့နောက်ကများအရှည်ကြီးထွက်လာဒုက္ခဒါကြောင့်အဲ့ဒီသခင်ပြင်လိုက်ပါထမရေဝတ္တုတောက်ရစီတော့ဟောကျုပ်ကတော့ဒီလိုပြင်ဆိုကောင်းမလားပြိဿကြီးအဲ့ဒီကဆိုကိုချစ်သူနဲ့နေရရင်ထမရေတောက်ရတော့လဲပြောတယ်လို့ဆိုသည်မောင်တာသားနဲ့မဘာသာရှိတဲ့လက်ဝက်လက်စားလေးစားတော့ပြီးနေလာလိုက်ကြတာတရားနာပြိဿဟောနောက်တူပြောကြစို့တန်ဒီခတော့မောင်တာသအပါကိုမဗရာကတူလေးကပြောဘယ်လိုပြောတော့ပြိဿပြောပါနင်တို့ကလည်းတူလေးတူလေးကပြောကြတဲ့ကဟိုကိစ္စဆိုတာသိပြီမောင်တာသဟာဝမ်းတောက်လိုက်ဓမ္မရေယောက်ျားလေးဖြစ်ပါစေသားယောက်ျားလေးဖြစ်ပါစေနဲ့မောင်တာသဆုတောင်းပြီးတော့လာခဲ့နောက်ကြတော့မိဘသာကပြုတ်ပါမြေမိဘရထံပြန်ပို့ပါတော့သားသမီးမွေးဖွားတဲ့ကိစ္စယောက်ျားဖောင်စည်းမိမ့်မမိနေတဲ့မောင်ကြီးရဲ့သူများတွေပြောတာကြုတ်ကြဘူးလေဒါကြောင့်လေမိဘအရင်မှခေါ်လုံးပြီးတော့မိခင်ရဲ့မျက်နှာအောက်မှာဖွားမြင်နေတဲ့ကျုပ်ကိုပြန်ပို့ပါတော့ခက်တော့တာပဲမပို့ဘူးဆိုပြန်ရင်လည်းပဲလင့်တမျက်နှာတရွာထင်းပြီးတော့လိုက်လာတဲ့မိမသားတနာစရာအသွင်းနဲ့မျက်ရည်စာလေးကြလာတော့မယ်လိုက်ပို့ပြန်ရင်လည်းပဲတရေပေါ်ထိုင်တရေနာစားတဲ့ကောင်းဆိုပြီးတော့သူ့မိဘရွှေမျိုးများကငါတက်ပြကြတော့မှာပဲအလေသို့တော့လေလက်ပတ်ပြီးပြောရတော့ပါပဲကြိုင်သမားဟိုမနေ့ကသွားကြတာပေါ့မနေ့ကရောက်တယ်တော့လေတပည့်ခါသွားကြတာပေါ့နဲ့တပည့်ဖိနှွဲအရှိဆွဲပြီးတော့လာလိုက်တာဟောတန်တွေကတဖြည်းဖြည်းရင့်မှလာခဲ့တန်တွေရင့်မှလာတော့မိဖုရားကလည်းသိကုရသတန်တော်ပြုတ်မောင်ကြီးတော့အကြောက်လွန်ပြီးတော့လိုက်ပို့တော့မှမဟုတ်ဘူးကိုရသမရှိခိုင်ငါသွားတာကောင်းထင်ရဲ့လို့မောင်တာသမရှိခိုင်တကားကလေးကိုတရားနာပြိဿတော့ခတ်တော့ကတော့ခတ်သလားတော့မသိဘူးကျုပ်ခုခေတ်နဲ့ရန်တုတ်တာခိုင်ခတ်လိုက်
ပ်ပြီးတော့ဘေးအိမ်ကမိန်းမကြီးတော့အပ်တော်တော်ဟဲ့ငါတို့မှဘာလို့ဒီတော့ယူထားလိုက်ပါတော်တော်ကိုရာသပြန်လာလို့ရှိရင်တော့ကျုပ်ဟောဒီအိမ်တိုင်းကလေးမီးပြီးတော့စောင့်နေကြနေရမမြင်ရမတွေ့ရရင်တော့မဘာသာရဲ့မင်းပဲအလဲလုံးနေတာရုံးလို့တစားစားခေါ်တော့မယ်တော်တော်ရဲ့အဲ့ဒီအချိန်ခါမှာမင်းမယားခေါ်မနေနဲ့သာသမီမူဖွားရအတွက်မိဘရထံပြန်ပြီဆိုပြီးတော့ဟောဒီတော့လေးသာအပ်လိုက်ပါတော့ဟဲ့ခလေးမမတော်ဘူးထင်တယ်ဒူမကြီးတော်တော်သူကတော့အကြောက်လွန်ပြီးတော့လိုက်မပို့လို့တော့တာယူထားလိုက်ပါတော့ရော့ကျုပ်သွားရစီတော့သွားရစီတော့ဆိုပြီးတော့မိဘရာထွက်သွားရောမိဘရာထွက်သွားလိုက်ပြန်လာပြီးမောင်တာကအိမ်တိုင်းကလေးမိဆောင်နဲ့မရမတွေ့ကြတဲ့ကရင်ထဲမှာပူသွားဟောကြည်စမ်းကျိုးနေကြနေရမရှိတော့ဘူးမမလာရေမမလာလေသမီးမောင်ကြီးပြန်လာပြီးမင်းပဲနဲ့ကြောင့်စီးပြီးတော့မကြိုရတာတော့ဘယ်အလဲလုံးနေသလဲနှမရဲ့ဗရာအိုးမဗရာလေးနဲ့ဘယ်လိုပင်ခေါ်တော့လဲအတောင်မကြရဘေးအိမ်အတော်ကြီးကဟဲ့မောင်တာကခေါ်မနေနဲ့မိမသားသမီးမွေးဖွားရအတွက်မိဘအရေးမှာခိုးလုံးမွေးဖွားခြင်းနဲ့ဆိုပြီးတော့ဟောမင်းလိုက်မပို့တာနဲ့ပြန်သွားပြီမောင်ကြီးမလေးသာဝတိမျိုးဆိုတာနီးတာမဟုတ်ဘူးတော်တော်ရဲ့မဖြစ်ဘူးကျွန်တော်လိုက်မှာပဲလို့မောင်တာသားလိုက်သွားတယ်မိဘရာကလည်းတော်ကြီးတဲ့ရောက်တော့နေစေရစေကြီးကိုကူသူမရှိကဲသူမရှိနဲ့ဟောတားယောက်ျားလေးဖွားမြောက်တားယောက်ျားလေးဖွားမြောက်နေတဲ့ခိုင်မောင်တာသားကရောက်သွားဟာနမကြည်စမ်းမလေးမောင်ကြီးစကားနားမဆုံးပဲလေမေထွက်သွားတာကိုဟင်ကိစ္စတော့ပြီးနေပါကိုကြည်စားဟာနီထိုးထိုးလေးပြီးစားယူကြည့်လိုက်အေးအိုးဟာစောက်ချလေးဟာဝမ်းသာလုံးလို့ဟိုလေးဟန်ကြပြီနမသားယောက်ျားလေးပါလားကွယ်လူကလေးဖေဖေရှိလာတဲ့ကလေးလေးပွေချီပြီးတော့နမမင်းဒီကိစ္စကြောင့်ပြန်လာပဲမဟုတ်လားကွယ်မောင်ဘဝလည်းမင်းသိပါတယ်အစီကံဘဝနဲ့တထေသမီးခိုးပြီးထွက်ပြေးလာရတယ်ဘဝအကယ်၍မင်းမိဘထန်လာမောင်ကြီးလိုက်ခဲ့ပါကနမရဲ့မောင်ကြီးလိုက်ခဲ့ပါကဒုက္ခပေးကြတော့မှာပဲမောင်ကြီးမတနာရကြပါလိမ့်မယ်ကဲဒီကိစ္စပြီးမှတိမ်မဲ့ပြန်ကြပါစို့ခေါ်သွားဟောအိမ်ပြန်ပါသွားနောက်တစ်ဖန်ဒီလိုပဲသတ်တန်နေခပြန်တယ်ပြိဿဒီလိုသတ်တန်နေခတော့ဒီလိုမောင်တာကပြန်အပုတ်ခိုင်းနောက်တစ်ဖန်ပြန်အပုတ်ခိုင်းတော့မောင်တာကဒီလိုပဲမပုတ်ပဲနဲ့ရက်တွေဆွဲပြီးတော့နေခဲ့ပြုံမောင်ကြီးတော့လိုက်ပို့မှာမဟုတ်ဘူးကလေးလေးကလည်းမတ်တပ်ပြေးကလေးသားအကြီးလေးကလည်းမတ်တပ်ပြေးလေးဥမမဲဇာမမြောက်နဲ့ဖေဖေမေမေခေါ်ရတဲ့အရွယ်လောက်နဲ့လူလေးခင်ဗျာမေမေဟိုငါသားဟိုမေမေတို့လေတာဝတ်ထီမျိုးကြီးတွားရအောင်သားရဲ့ဟာမေမေကဖေဖေမသိပဲနဲ့အော်ခက်လိုက်တာသားရဲ့ဟိုမင်းဖေဖေကလေလိုက်မပို့ဘူးသားရဲ့ဟာဘာလို့လိုက်မပို့တာလဲဗျဩမပို့ဆိုငါသားနဲ့အမေကပြောရအောင်အမေကလေအခုတဲပုံလေးနဲ့နေရပြီမယ်လို့ဟိုအမေကတထေးသမီးကွဗျာမမေကတထေးသမီးဆိုပြီးဘာလို့ဒီတဲပုံကြီးတဲ့နေရတာတော့များဩနေရဆိုလူကလေးရဲ့အမေကတထေသမီးမင်းအဖေကဆင်းရဲသားစရင်ငါမင်းအဖေကိုမေတ္တာရှိလို့အမေကလိုက်လာတော့မင်းအဖေဆင်းရဲတဲ့သူကိုချစ်ပြီးတော့အမေလည်းဆင်းရဲတာပေါ့ဟာခမကြီးတော်အားတဲ့မိန်းမကြီးပစ္စာမရှိတဲ့လူကြီးယူလို့ဆင်းရဲတာကိုဗျအိုးလူလေးကိုဖေဖေကိုဒီလိုပြောရဘူးလေသားရဲ့ဆင်းရဲပြီမလို့မင်းအဖေသားရဲ့ဒါကြောင့်လေဟောငါသားခုဆင်းရဲပြီမလို့တာဝတိမျိုးကြီးရောက်တဲ့ချိန်ခါမှာမင်းအဖိုးဖွားများကလေမင်းကိုတိုက်ကြီးပေါ်ထားမှာသားရဲ့ပြီးတော့ဆင်ရုပ်လေးတွေမြုပ်လေးတွေလည်းဝဲပေးလိုက်မယ်သားရဲ့
ငါသားအဝတ်စားလှလှပပလေးတွေလည်းဆင်လိုက်မယ်ဒါကြောင့်သားဟိုမင်းအဖေပြန်လာရင်လိုက်ပို့မှာမဟုတ်လို့အဖိုးဖွားများထံရောက်အောင်ငါသားလိုက်မယ်နော်ဗျာမေမေဆင်ယုံမြင်းယုံလေးတွေဝယ်ပေးမှာဟုတ်လားဒီလေဝယ်ပေးမှာဘောသားရဲ့တိုက်ကြီးပေါ်လဲငါသားကြီးပျော်ပျော်ကြီးနေရမှာဒါဖြင့်သွားမယ်ကျွန်တော်လိုက်မယ်မေမေရဲ့လို့ဆိုတော့ကိုင်းကလေးလေးနှူးနှပ်ပြီးခေါ်သွားတော့အထုပ်ကလေးခေါင်းမော်တင်းလို့တကားလေးပိတ်ကလေးလေးလက်ကဆွဲလို့လူလေးအမေထုတ်ပေးငါသားကိုအမေညောင်းတဲ့ခါလဲချိမပေါ့တစ်ခါလဲငါသားကချီတင်းလျှောက်ဦးနော်အမေမလဲမင်းရဲ့ညီလေးလားမသိနှမလေးလားမသိနှစ်ကိုတသက်ကြီးမို့သားရဲ့သွားကြစို့ဆိုပြီးတော့ဘေးအိမ်အတော်ကြီးတော့အပ်ပြီးအရင်တစ်ပတ်လိုပဲထွက်ပြန်တယ်ဘုရားပြိဿအဲ့ဒီလိုထွက်သွားလိုက်တာတော်ကြီးတဲ့ရောက်သူ့ကုသိုလ်ကံကဆိုခြင်းတော့ကံဆိုးမှသွားရမိုးလိုက်လို့ရွာဆိုတဲ့ကဲ့သို့ဟောစနေတော့ရခန်းကနဂါးကိုဂလုံးဖမ်းသလိုလေနီချမ်းကြီးထားလေနီချမ်းကြီးထားလာတော့မိဗရာတောကြီးတဲ့မှာတယောက်ထဲကုသူမရှိကဲသူမရှိနဲ့ကံမစလေးကနှင်တော့လူလေးမမေအသားချင်တာခဏနေဦးနော်မမေလေးမမေဝင်းထဲကနာလာပြီသားရဲ့ဟုတ်ကဲ့သားရဲ့မင်းညီမလေးလားနှမလေးလားမသိမွေးဖွားရအချိန်ကြပြီနဲ့တူတယ်သားရဲ့အမေမျက်စီတွေတောင်ကြည့်မကောင်းဘူးသားရဲ့ဘာသာဒီနာနေဦးနော်ဟုတ်ကဲ့မမေကြာကြာလေးမနေနဲ့နော်ကြောက်တယ်ဗျာအေးခဏလေးပါသားရဲ့နော်ငါသားဒီနာနေအထုံနဲ့ကလေးထားပစ်ခဲ့ပြီးခြုံစာကလေးနာရောက်တော့ဟောသားယောက်ျားလေးဖွားမြောက်ပြန်ပြီပြုသားယောက်ျားလေးဖွားမြောက်ပြီးတော့မိုးတွေကလည်းတအားရွာချလိုက်တာပြိဿသားမိသုံးယောက်ဒုက္ခဖြစ်လို့အောက်ကလက်သီးစုပ်လောက်ကြောက်ခဲလေးတွေခင်းအဲ့ဒီပေါ်ဒုက္ခလေးတွေတင်းလို့အဲ့ဒီပေါ်အဝေကလေးထားသားငယ်ကလေးအဲ့ဒီပေါ်တိတ်သူ့ခန္ဓာကိုယ်ကိုတော့လေးပဲထောက်လို့ထီမိုးပေးတဲ့ပမာဏသားငယ်ကလေးမိုးမရွှဲရလေအောင်သားကြီးလေးကလည်းအထုပ်ကြီးခေါင်းပေါ်တင်လို့ဘယ်လုံလိုက်မတုံးပိဋကအဝတ်ထုတ်ဆိုတော့ရှိသမျှရေတွေကတစိမ့်စီခေါင်းပေါ်ကစီကြနှခမ်းလေးများမွဲချမ်းရှာလွန်းလို့သားရဲ့မေတို့ဒုက္ခဖြစ်ပြီးသားရဲ့မောင်ကြီးရဲ့ပြုတ်မောင်ကြီးကိုထားသားအဘိမောင်ကြီးစကားကိုနာမထောက်လို့ကျွတ်တို့ဒုက္ခရောက်ပြီးမောင်ကြီးရဲ့နဲ့ခိုက်တုံးလို့တမ်းပြီးသုံးယောက်စလုံးချမ်းကြရှာလုံးလို့ဒီထဲမောင်သားကလည်းတိုးကြီးတွေကပြန်အလားဟာကြည်စမ်းမရှိပြန်ဘူးအိမ်တကားကြီးလေတော့ခတ်ထားပါဘောလားတန်တော်သွားပြန်ပြီနဲ့တူရဲ့သွားပြန်ပြီနဲ့တူရဲ့တော်သွားပြီမဟုတ်လားခင်ဗျာဒီလေမင်းကလည်းမင်းအရင်တယောက်တုန်းကလည်းပို့လို့လမ်းဒုက္ခဖြစ်ပြီးဖွာခဲ့ရဒီတယောက်လည်းပို့ဖို့တော့ကောင်းတာပေါ့ကွယ်မင်းကပို့မှမပို့ပဲနဲ့မပို့ဆိုခင်ဗျာကျွန်တော်ကသူ့မိဘများထပ်ပို့ရပါမလားတော်ရဲ့အဲ့ဒါလို့ဟုတ်တာပဲကွယ်အခုတော့ကြည်သာလမ်းဒုက္ခဖြစ်ကြတော့လေဒုက္ခဖြစ်တော့မထင်နဲ့တော်ရဲ့ကြည်သားပါဗျာဟိုစနေတော့ရခန့်ကငကားကိုကလုံးဖမ်းသလိုဟံဝလေးလေဒီချာကြီးကလည်းထလာပြီမိုးတွေကလည်းမဲလာပြီဗရာရဲ့မင်းတို့သားမီးသုံးယောက်လမ်းနေဒုက္ခရောက်ကြတော့မှပဲမောင်ကြီးမနေဘူးလိုက်မဲ့ဆိုပြီးတော့ဟောဓမ္မလေးခါထိုးပြီးတော့လိုက်သွားလိုက်တာကြည်မြင်ခွင်းမလှဘူးဟာလူလေးဖေဖေပလီငါသားနှခမ်းနေမြောက်မဲလို့ချမ်းလာပြီဟုတ်ကဲ့ဖေဖေအထုံကြီးတွေကရည်ရလည်းကျုပ်ပေါ်အကုန်စီးကြတယ်ဖေဖေရဲ့ကွယ်ကြည်စမ်းမိမေပဲသွားတော့အမေဟိုးသစ်ပြောင်းမှာကလေးမွေးနေတာကလေးပြောတဲ့အတိုင်းပြောတာကလေးဆိုတာဒီတိုင်းပဲပြောမှာမေမေသားဖွားနေတယ်သားသမီးဖွားနေတယ်မပြောဘူးရှင်းပဲငါတို့ကတော့ပြောတဲ့အတိုင်းပြောပြတာပဲ
Cái lê số đó cái lê vô để đánh tiêu lại. Ê, chị sao? Là nên tôi khai cũng đi, đi cái lê cái sáng làm đi, ta khám mi bà đã chỉ biết chi lại đó. Ê, cuối mà gì bà mà là lê về thao lộ. Ông, đi đi học. Bây giờ số bị cái lê cầu chi đấy. Hả? Ồ, sao cha đi vào là quê. À gì đấy thúc khá phiền đi nhà ra. Ta dòng cha đi số đó biểu này gì này thế được không bây giờ. Hả mà lấy dòng cha đi vào là nó mà. Quan ta lại cha. Cha thúc khá phiền ta mong như ra cả nam mà thao lộ. Mấy là gì là. Hôm mà chỉ rằng ta gì lên nó khăn đi là mê lụt cha xa lạ vì. À ế bạp bị đó thúc khá dòng cùng nhà đó mà. Vì đó mà. Dạy bà phòng gì ấy. Biết đến là để nào tha luôn. Cho tụi ta bị tung ở chám bị ổng ấy. Nhưng như ra lý xa bị đó mấy khổ về bà đó. Ê, nó mà đi lấy dù tha. Mong như đó mày nó. Mà cha bu, thân à lê, thế, nhưng như ra xa luôn. Mong như mấy khổ lộ bê mà thầm à, nên như đó lộ số bị đó. Mong thà ta trầm mà đủ lý nè, thoát toa lại. Tông bộ gì thì không nào dọc quá. Tông bộ gì nào. Nhưng như ra thiên trọng sốc bị đồ xa lấy cả phía màတွေ့. Tông bộ gì nào dọc qua rồi. Tông bộ bỏ bao nì rẻ miệng nhá gà rồi. Dễ số nì lúc. Tông bộ ở tuyên mà nguyên bao nì rẻ nhất chào cái lý đi. Mấy mũi lụt lùi ông không mà hẹ số bị đồ. Đó mà nhà vẫn là cả cảnh bị đồ. Tông bộ ở tuyên bao nì rẻ nhất chào cái lý đi. Lần này này. Số ta khá đấy. Mùi hào chí thuận là. Mùi hào chí thuận là ra. Hí. Hào mà li số bị đó nào sông này. Cái đấy mùi hào số đã đó ra phía này biểu này cái phía đàm mù. Cái phía đàm mù khối đấy mâu thâu đã đá ra rồi miễn sĩ vào mà miễn rồi. Miễn rồi bù mùi dây thì miễn sĩ đấyရောက်qua. Mùi hào là cái đấy. Quê cái mà chút ta khá đấy. Bà viên như khỏe hả? Thế nào mùi hào cả bà viên khỏe luôn chỉ cao nè. Đó là phiền cái mà khi tế bù biểu này. Chứ tôi nghe đông làm nhúng nè. Hồ ta chô trong ta quyền lên. Hồ mùi hào tôi khá giải chô. Giải chô vì xí gà này xa rồi. Tôi lên mà thôi đi trái. Mà rất chỉ cao nà vì trái. Mà tôi này cũng khá chô thà cô. Mà lâu này nó vô lại đất. Em là lột ya na bị ta đó là phiền bị đó bà viên như khỏe luôn. Ê, ngâm như xí đi làm mình ya đó bà bu. Bà đại ê, bao nhiêu mấy lô ta mấy tâu đâu sao mấy lô lúc bị đó bia ya bà mà thâu. Mấy lô lúc bị đó dọc ông là ya bà mà thâu nè. Mong ta ta đi. Ta mấy tâu nhau thằng toa chén lúc lệ cái lý nè. Sang bị đó toa lại ta. Bé ta mấy tâu nhau thằng biang mà yào phụ mùi hào chí gì sao toa. Mùi hào chí này yào đó lệ cái lý nè toa bị thị lại. Không! Cái này làm bao lại. Bây giờ làm lê lộ. Mẹ! Lê đồng thế này lê đó. Biên là lê mùi hào cả chí. Mà lê sống ngọc mà ổn này lê đó. Lưu. Nó mà ế, mi bà đại bên đó ta mi tôi ở thầm mong như bê lô ní nè mà tiền nhau này nó mà mẫu bà bu. Mà bà đại lê. Mà lê bao nhiêu khó ra lê mê đồ cha đồ mê mà không bà bu. Ta đồ trong mà ai à ọc phê bà chi lê ya bà la. Mà lê, à phê bê lô ní nè mà mê đồ thằng tiền mà nhau này mê nè. Mi bà ra mi nào lấy mi lu aku đó ngã mùi hậu khê bị đó bị quê ya đó mà bà la ta rồi ê bị thay bị đó là bị ra bà thật bị đó cái mùi gì thế này đàn lao thì ông đồng biểu mà thế mà chú gần nên xa xí mùi gì đàn lao gì là khó phụ bị ra nên đúng vậy tao thì anh đi nghe đó biểu này lý la rồi mà bị bố Bây giờ mi bà gà lên về Đu lê Mẹ phải bị chán là gì lắm phải
ဟုတ်ကဲ့မမေကျုပ်လည်းချမ်းလာပြီဖေဖေကမိဖို့ပေးမယ်ဆိုမေဖေဖေအန်တရယ်များတွေ့နေသလားကွယ်ဒါမှမဟုတ်ရင်မေဖေဖေမျက်စိလဲလမ်းမပြီးတော့ဘယ်တော်ကြီးတဲ့ညာရောက်သွားလေသလားမသိပါရဲ့လိုက်ပြီးတော့ရှာကြစို့တောင်းငယ်လေးချင်းမပွေသားကြီးလေးလက်ကဆွဲလို့တော်ကြီးမြက်မဲတဲ့ရှောက်ရှာလိုက်ကိုရတာပြုံမောင်ကြီးအိုးပြုံမောင်ကြီးရဲ့မိဘသားခေါ်တာကြားရဲ့လားအမလေးဝူးလေးပါလေးထူလိုက်ပါဦးတော့လားမိဘသားအော်နေတဲ့ခေါ်နေတဲ့မောင်ကြီးရဲ့လူလေးအမေတန်လေးလည်းပြကုန်တော့မှာပါသားရဲ့ငါသားကြီးတက်လက်ခေါ်ပါအောင်ဟုတ်ကဲ့ဖေဖေပြောဖေဖေများလာမျိုးကျွတ်တို့ချမ်းလာပြီရာကလေးကခေါ်အဲ့ဒါလို့ကလေးခေါ်လို့လည်းမရမိဘသားသားကြီးလေးလက်ကဆွဲပြီးတော့သွားလိုက်တာမောင်ဒါကအလောင်းကြီးနာရောက်သွားတယ်မိုးကလေးကမစဲတဲ့စဲမောင်ကလေးကမကွဲတဲ့ကွဲအလောင်းကိုလည်းတိတိကျကျကြည့်လို့မရတော့အလောင်းနာအယောင်မိဘသားခြိတော့နဲ့ဗိုက်ကြီးသွားတိုက်ဟဲ့တာနောက်ဆုံးကလေးဆွဲလိုက်လူလေးပါတော်ကြီးမသိဘူးသားရဲ့ပြောစီကြီးလာသားအမေတို့လွတ်ရကိုကွင်းပြီးတော့မဖေရှားကြစို့အလောင်းကြီးထိမိတော့လေအလောင်းမှမသိမောင်နေကိုပြိဿသားနဲ့ကောင်းတဲ့ဒုက္ခရောက်ပြီးတော့လာခဲ့ရမိဘသားတို့လေမိုးလေးကလည်းဆဲသွားပြီမောင်လေးကလည်းကွဲသွားပြီလူကလေးအမေတို့ပဲစီရောက်လို့ပဲစီတွားရမှလည်းမသိကိုရသားရဲ့ပြုတ်ပေါကြီးမိဘသားတို့ဒုက္ခတွေလာကြည့်လေပါဦးမောင်ကြီးရဲ့ပြောရင်ဆိုရင်နဲ့ပြန်တွေ့တိုက်တဲ့အလောင်းဆိုတော့လေဟောမောင်ဒါသားလဲနေတဲ့အလောင်းကြီးနာရောက်သွားပြန်မျိုးလှမ်းကြည့်လိုက်တဲ့မိဘသားဟဲ့လူလေးဗျာမမေခုမှကြည့်စမ်းမဖေဖေမှတ်တာပဲဩပြည့်စည်တဲ့လမ်းမှာခရီးပန်းကြပြီးတော့ခလုတ်တိုက်လဲမုံနဲ့အိမ်မိုးကြနေတူမရဲ့သားရဲ့လာမဖေသွားကြည့်ကြစို့သွားကြည့်ကြစို့ဆိုပြီးတော့အနန္တရောက်ဟေးကိုရကပြုံမောင်ကြီးအမလေးအိမ်မောင်များကြားနေလေသလားကြည်စမ်းမောင်ခေါ်လို့လည်းမရပါလားလူလေးအဲ့ဒီကထိုင်သားရဲ့တားငယ်ကလေးအဝတ်ကလေးနဲ့ထွက်ပြီးတော့ဘေးနားမှာချကိုရကပြုံမောင်ကြီးမလေးအကွက်ကွက်တင်ညိုမဲလို့ကြည့်လို့မကောင်းပါလားမောင်ကြီးရဲ့ဘယ်လိုအဲ့လိုလဲတွေ့ပါလိမ့်မထုံးလို့နောက်လှဲ့ကြည့်လိုက်တော့တောင်ပူကြီးမြင်ရဟေးဖေငါထင်တဲ့တိုက်ဟုတ်ပါပြီဒီနောက်မလဲတောင်ပူကြီးနဲ့ဟာမလေးပြုတ်ပေါင်းကြီးမွေးဟောက်ခဲလို့သေဝဲဝင်ပြီထင်ပါရဲ့ကိုရတာပြုတ်ပေါင်းကြီးမိမလားခေါ်နေတဲ့ထူပါအောင်တော့လားမောင်ကြီးရဲ့မျက်နှာလေးလှမ်းကြည့်လိုက်တော့အိုးမျက်စိတွေကလည်းကွက်မဲပြီးတော့အမလေးမွေးစိတ်တွေတူပါရဲ့ပြုတ်ပေါင်းကြီးဒုက္ခဖြစ်နေပါဘောလားအသက်မရှိတဲ့ပြင်မောင်ကြီးရဲ့အလောင်းကိုတောင်နှက်ပါမမြင်ရပါလားမျက်နှာလေးပေါင်ပေါ်တင်မဲစီလေးလှုပ်ပြီးတော့ခဏခေါ်ဘယ်လိုမှခေါ်မရပဲနဲ့မိဘသားခမငိုရှာတော့ကလေးလေးကပြောဖေဖေခမအိတ်လာကြီးလားထားတော့လေဖေဖေအမေငိုနေတယ်ဗျအမေငိုနေတာခမမသိဘူးလားအရင်လုံးကအမဲငိုနေလို့ရှိရင်ခမအမေအနာကပ်ပြီးတော့ဟောကလေးနော်လူကြီးမဟုတ်ဘူးနော်ကလေးသိတယ်ကလေးဒီထဲတချို့ကပြောတယ်မဲတဲ့ကလေးပါတဲ့မောင်းမြကလေးကဘာမှလို့အခုပြောနေပြီအရင်တော့ကအမဲငိုလို့ရှိရင်ခမအမေအနာကပ်ပြီးတော့ကြိုင်ပြောပြီလို့ဆိုမှ
အခုအမေငိုနေတယ်မေကိုထပြီးတော့ချော့ပါအောင်တော့လားအိတ်လာကြီးလားခမည်းထလေးနဲ့လူကလေးမေအဖေလူစိမ်းကားကြီးအိတ်တာမဟုတ်ဘူးတာရဲ့ပထသောအိတ်ချင်းနဲ့အိတ်တာကွယ်မြင်ရလားဟိုမှာတောင်ပေါ်ကြီးမေအဖေမွေဟောက်ခဲလို့အကွက်ကွက်တင်ညုံမဲ့ပြီးတော့မေဝဲဝင်ပြီလူကလေးခမေဖေတတ်မရှိတော့ဘူးအဲ့ဒါလို့လဲပြောလိုက်ပါလေရောကလေးကအလောင်းပေါ်ပြစ်လဲဖေကျတော့ဘောဝါတို့ရှိလိုက်ပို့ပါဗျာမေဆင်းရုံမြင်းရုံလေးတွေဝယ်ပေးမှဆိုဟုတ်မယ်ဆိုတိုက်ကြီးပေါ်ပြေးလွှားပြီးကစားခြင်းလို့ကြုတ်ရောက်အောင်ပို့ရမှာပေါ့တာရဲ့မရောက်ရအောင်မေပို့ရမှာပေါ့ငါသားတို့နဲ့အမေတောက်ထီရောက်အောင်တော့သွားရမှာပေါ့ဒါပေမဲ့လို့လူစိမ်းခါကြီးတို့တော့မလိုက်နိုင်တော့ဘူးသားရဲ့ကိုရသာပြုံမောင်ကြီးသမီးမိဘတော်လို့လုပ်ပြီးတော့ဖြေရပါမတော့ဒါကလေးရလေးမကြခဏပဲပြည်မရနာတွေ့ပါတော့မိဘတော်အလှမဘဝင်နေခုံလာကြီးရဲ့ရေတုံးကမောရေတုံးကမောငူရှာတကူပြိတ္တာကိုရတာကျုပ်ပဲလို့ပြီးတော့ဖြေရပါမတော့မောင်ကြီးရဲ့မောင်ကြီးနေရခဲ့ပြီးတော့ဟောဒီတောကြီးတောင်ကြီးတဲ့တယောက်ထဲလူကလေးဒီလိုငုံနေကြလို့မပြီးဘူးမိခေဖေကိုတစ်ခက်ကလေးတွေချိုးပုတ်သားရဲ့ကလေးကတစ်ကိုင်းလေးတွေချိုးလာတစ်ခက်ကလေးတွေအုပ်နောက်မိဗလာကမျက်နှာပဝါလေးလွှမ်းလို့ပြုံမောင်ကြီးရဲ့နေရခဲ့ပြီးတော့ဟောဒီတောကြီးတောင်ကြီးတဲ့တယောက်ထဲနေရခဲ့ပြီးတော့ဟောရွှေစုမျိုးစုတို့ရဲ့ထံပြန်ရောက်တော့မှတော့အလောင်းကျုပ်လက်ပြီးတော့လှပတင်းကျိုးမဲ့မောင်ကြီးရဲ့လို့မခွဲခြင်းမဲနဲ့ခွဲလို့ထံရောက်မှထားငိုမလို့အသွားတော့မိမသာရွှေအခါတော့လျှော့လိုက်မယ်သွားတော့မောင်ရဲ့တော်ဆိုနေကြည့်လိုက်မှကောင်းဟေးကျုပ်တို့ရတဲ့6ကကကြီးတမလို့ရွှေမြေရုံဟိုမှာတဲ့တမလို့ရွှေမြေရုံဟိုမှာတဲ့ခင်မောလင်းခင်မောလင်းအမလေးနေရခပြီးတော့မိဗရာတို့သွားပြီးမောင်ကြီးရလို့အလောင်းကြီးမခွဲခြင်းမနဲ့ခွဲလို့ဟောသားကြီးလေးလက်ဆွဲသားငယ်လေးရင်မှာပွေပြီးတော့သာဝတ္ထိကိုမှန်းပြီးတော့လှမ်းခဲ့ရပါပြီပြိဿကုသိုလ်ကံကဆိုးကျင်တော့ချောင်းငယ်လေးတစ်ခုသွားတွေ့ချောင်းကလည်းတရားတော်ပြည့်သောမိုက်တရောထိုက်တရောအကုန်လုံးမျောပြီးတော့ရေစည်းကတန်ပါပြီတဲ့မောစရာကြုံကြမှာပေါ့လားလူလေးအမေလေးငါသားတို့နှစ်ယောက်ကိုဟိုဘက်တစ်ခါတည်းမပို့နိုင်ဘူးသားရဲ့ဟုတ်ကဲ့မေဘယ်လိုလုပ်မလဲကျွတ်တို့ဟိုဘက်ဘယ်လိုလုပ်ပြီးတော့ကူတော့မေရဲ့ငါသားခဏနေအောင်နော်ငါသားဒီနာထိုင်မင်းကြီးလေးအမေခဏထားပြီးရေထဲဆင်းကြည့်အောင်မယ်သားရဲ့ဟိုဘက်ရေနဲ့သလားတိမ်သလားဆင်းကြည့်ရေကရင်စိုးလောက်ထိရက်ကန်နဲ့ပြန်လာလူလေးမြင်ရလားရေတွေအမေရင်စိုးထိရဲ့သားရဲ့ရင်စိုးထိတဲ့ရေတွေကိုအမေပဲနည်းနဲ့ငါသားတို့နှစ်ယောက်တစ်ခါတည်းမပို့နိုင်ဘူးဒါကြောင့်ငါသားဒီအထုပ်ကလေးယူထားနော်မင်းကြီးလေးအမေဟိုဘက်ကန်သွားပြီးတော့ပို့မယ်သားရဲ့ဟုတ်ကဲ့မေနဲ့ပြန်ခဲ့နော်ရေတွေကအော်လေးပဲမေကျုပ်ကြောက်တယ်ဗျာရေတွေကတဝဝနဲ့မေအော်လေးလည်းမေကျုပ်ကြောက်တဲ့မြန်ပြန်မယ်ခဏလေးပါသားရဲ့မိသွားမယ်နော်ကလေးလေးပွေပြီးတော့တခါတည်းရင်စို့လောက်ထိတဲ့ရေကိုလွတ်အောင်လေဘင်းသားထိအောင်ကပ်မပြီးတော့ရက်ကန်နဲ့သွား
ဟိုပဲကန်းစာရောက်တော့အဝတ်ကလေးနဲ့ထွေးပြီးကလေးလေးခြုံစသိပ်ပြီးတော့သားကြီးလေးကိုခေါ်မလို့ပြန်အလားကြီးလေကောင်လေးရောက်ပါလေရောတစ်ပင်မော်နားနေတဲ့သိန်းစွန်ကြီးတကောင်ကသားငယ်လေးသားတစ်ချင်မှတ်ပြီးတအားချီတော့ပါရောရဟောသိန်းစွန်ကြီးမလေးကိုကျိုးနေပါဘောလားကိုကျိုးနေပါဘောလားသားရဲ့လူလေးအမေစီခုံချခဲ့သားရဲ့ဘယ်ခုံချနိုင်လိမ့်မတို့အမလေးရဆက်ဆက်သွေးဆက်ဆက်တန်းဆက်ဆက်နဲ့ငါမကြည့်ရပါလားသိစွန်ကြီးဒုက္ခပြစ်တဲ့မိမကိုနေမတနာလို့တသားလေးရခုလို့ချီတာလားဟဲ့သိစွန်ကြီးအမလေးငါသားလေးချပါတော့လားလို့လက်မြောက်ချီမြုပ်နဲ့လက်ခုတ်လက်ဝါးတီးပြီးတော့ခြောက်လိုက်တာလေဟောကန်းစားထားခဲ့တဲ့သားကြီးလေးကသူ့လက်ရခေါ်တာမှတ်သိစွန်6တာလက်ရခေါ်တာမှတ်ပြီးတော့ဟုတ်ကဲ့မမေကျုပ်လာခဲ့မေဗျာနဲ့ဩအထုပ်ကလေးကောင်းမွယ်ရွက်ပြီးဆင်းရောပြို့ဟဲ့လူကလေးမဆင်းတဲ့သားရဲ့အမလေးအမေရင်စိုးထိတဲ့ရေရင်မင်းမလို့လုပ်ပြီးတော့မိပါမတော့သားရဲ့မင်းကိုအမေခေါ်တာမဟုတ်ဘူးသိစွန်ကို6တာသားအမလေးမဆင်းနဲ့မလာနဲ့လူကလေးရဲ့လို့ပြောမရတော့ရေကိုရင်နဲ့ဖိပြီးတအားကူလိုက်တာဟောသားအကြည်မြုပ်ပြီးအထုပ်သာတွေ့ရရပါဗျာခွေရိုင်းလို့ပြည်ထဲကမနေတဲ့ဟိုပဲကန်းစာရောက်တော့ကိုရာသားရဲ့ပြုတ်ပေါင်းကြီးတော့သားတွေကအပါခေါ်သလားပေါင်းကြီးရဲ့မလေးကြည်သာအိုးကိုတယောက်သေးသေးရွာကိုမသွားပဲနဲ့တော့သားတွေတော့ချစ်လို့ခေါ်သလားဟောဒီဒုက္ခကောင်ပါကြီးပါအပါခေါ်ပြုံပေါင်းကြီးကျုပ်လည်းမနေရခဲ့ပါစေနဲ့မလေးကျုပ်ဒုက္ခပြပါဝလားမောင်ကြီးရဲ့လူကလေးသားတို့မင်းတို့အဖေကိုချစ်လို့လိုက်ကြတာလားသားတို့သိပါပြီမုံဆိုးမကြီးတို့ဘယ်လိုမှဝတ်အောင်လုပ်ကျွေးနိုင်မှာမဟုတ်ဘူးမုံဆိုးမကြီးတို့ပညာသင်ပေးနိုင်မှာမဟုတ်ဘူးပုတ်ဆိုးမကြီးတို့ရှင်ပြုနိုင်မှာမဟုတ်ဘူးဆိုပြီးတော့မင်းတို့အဖေကိုချစ်လို့လက်ကြတာနဲ့တူပါရဲ့တားမောင်ရဲ့မှာတလဲလူအလေးရဲ့အမလေးသိဆိုချီတဲ့သားလေးရဲ့အမေကိုပြန်ပြီးတော့မတနာလို့ငါသားတို့လိုက်သွားကြတာနဲ့တူပါရဲ့တားမောင်ရဲ့မှာတလဲလူလေးတို့မုံမိကင်းနဲ့မြည့်ရရောစီငိုအကြည့်ရှိပါလို့ဒီမြည့်ရမလေးမေးမြည့်ရ6စီပါဘောလားကိုရာတမရှိပြီမလို့တန်လျောင်းနဲ့ဒိုးဒူကောင်းမဲ့အမေလှုပ်စားမယ်လို့အောက်မေ့တော်လဲသားတော်အကူမရောက်ကြပါလားမုံမိကငယ်မြည့်ရရောစီငိုအကြည့်ရှိပါလို့ဒီမြည့်ရခွေရင်ကနွမ်းတမောင်ကိုလွမ်းနာနဲ့ပင်မောင်ပါကြီးတဲ့မှာပင်မောင်ပါကြီးလူကလေးတို့ရဲ့မလေးအမေရဲ့ချောက်ခွေပြီးတော့သေရကြီးရဲ့အလေးနဲ့ကန်းစားမှာတရားနာပြိဿငိုးနေတုံပြုံးနဲ့ဟောအဖိုးကြီးတယောက်ရောက်လာဟဲ့ခလေးမခေါ်လို့မရပြုလို့မရပါလားခုနေကငိုးတန်းလိုကြသေးကြည်စားခုတော့ငိုးတန်းကြရမှအတန်တိတ်သွားပါလားဟဲ့ခလေးမမျက်လုံးလေးဖွင့်ကြည့်တော့ဟဲ့ခလေးမကြည်စားနေဟောကျုပ်ကိုသိသလားတော့ငါစဉ်းစားနေတာဟဲ့နင်ဗရာမဟုတ်လားဟုတ်ပါပြီဟောတော့အဖေကျုံမိဗရာပါဖေရဲ့ဟဲနင်ကြည်ရခန္ဓာကိုယ်မတန့်မပြတ်နဲ့နင်ပဲလို့ဖြစ်လာတယ်လေသမီးဖေရဲ့မဟုတ်ဘူးနော်
သမီးရွယ်သမီးခေါ်ကြတယ်ဟိုတုန်းကဘယ်ကျုပ်ဒုက္ခတွေဖြည်းဖြည်းမှပြောပါရစေတော့ဟိုသမီးရဲ့မိခင်ဖခင်မောင်ဘွားတို့အရင်တော့ငါလိုကြက်တည်းမပြတ်ပြားပဲနဲ့တိုက်ကြီးပေါ်မှာပျော်ပျော်ကြီးရှိကြပါရဲ့လားမျက်လုံးလေးဖွင့်ကြည့်တော့ဟဲ့ကလေးမကြည့်စမ်းနေဟိုကျုပ်ကိုသိသလားတော့အေးငါစဉ်းစားနေတာဟဲ့နင်ဗရာမဟုတ်လားဟုတ်ပါပြီတော့အေးကျုပ်မိဗရာပါဖေရဲ့နင်ကြည့်ရခန္ဓာကိုယ်မတောင့်မပြတ်နဲ့နင်ပဲလို့ဖြစ်လာတယ်လေသမီးဖေရဲ့မဟုတ်ဘူးနော်သမီးရွယ်သမီးခေါ်ကြတယ်ဟိုတော့ဘယ်ကျုပ်ဒုက္ခတွေဖြည်းဖြည်းမှပြောပါရစေတော့ဟိုသမီးရဲ့မိခင်ဖခင်မောင်ဘွားတို့အရင်တော့ငါလိုကြက်တည်းမပြတ်ပြားပဲနဲ့တိုက်ကြီးပေါ်မှာပျော်ပျော်ကြီးရှိကြပါရဲ့လားခလေးမနင်ဒုက္ခဖြစ်လာတာနင်ကိစ္စတွေငါအခုမိဘများအကြောင်းပြန်ပြီးတော့ပြောလိုက်မယ်ဆိုရင်ရေနစ်ရဝါကူတည်းဖြစ်တော့မှာပေါ့ဟိုဒါမှဆိုတဲ့ကောင်ကြီးရောကိုရသလားဖေရဲ့ဟိုပဲကန်စားတော်ကြီးတွေမှမွေးကြိုက်လို့သေးခဲ့ပြီဖေရဲ့ဟေးဒုက္ခပါပဲလားဟဲ့ပြောပါကျုပ်သိချင်းလို့ပြောပါဖေရဲ့မိဘနှစ်ပါးနဲ့မောင်ဘွားရဲ့အကြောင်းဩကဲငါသမီးသတိထားပြီးတော့နားထောင်နော်ဟုတ်ကဲ့သတိထားပြီးတော့နားထောင်ပါမယ်ဖေရဲ့မနေ့ညကမိုးကြီးလေကြီးသိထန်စွာရွာတယ်သမီးရဲ့အဲ့ဒီမိုးကြီးလေကြီးကြောင့်တွေ့ကြရတဲ့ဒုက္ခကျုပ်ဖြည်းဖြည်းမှပြောပါရစေတော့မိဘနှစ်ပါးရဲ့အကြောင်းကိုတော့ပါဖေရဲ့လို့ဆိုတော့စနေလုံးရခန်းကငါ့ကိုဖမ်းတယ်လို့လေကြီးကြီးကထားအလားသာဝတ်ထီမြို့သို့မိုးလုံးကြီးကလည်းအဆိုင်လေလုံးကြီးတိုက်လာတော့သမီးရဲ့လေလုံးကြီးတိုက်လာတော့သမီးရဲ့လေလုံးကြီးတိုက်လာတော့သာဝတ်ထီတစ်မျိုးလုံးတိတ်လိုက်တော့ဝါထယောင်ကားတဲ့အိမ်ချူချာတို့မှာတော့ဖာငယ်ကိုဆင်းနဲ့နင်းထားသလိုအကုန်လုံးပြားဝတ်ကြည်မွကုန်တဲ့သမီးရဲ့ငါသမီးတို့ဖခင်တထေကြီးပြမှာတော့တိုက်ကြီးတာကြီးနဲ့ပျော်ပျော်ကြီးနေတာမို့ကြေးသာပျောက်ထားလွင်ပြတ်ထားမှဖြစ်မရှိပါပဲဘူးသို့တော်လဲကဘာလေးမင်းမြင်မို့ကိုခွင်တယ်လို့တိုက်ကြီးပေါ်နေလို့ကြေးသာပျောက်ထားမရှိဘူးဆိုဖေရဲ့ဆက်ပြီးပြောရတော့မှပေါ့သမီးရဲ့နားထောင်သမီးရဲ့ကဘာလေးမင်းမြင်မို့ကိုခွင်တယ်လို့တိုက်ကြီးချေရင်ကဆွဲပြီးတော့လှဲသွားတာနဲ့ငါသမီးရဲ့အဖေရဲ့ငါသမီးရဲ့အမေရဲ့ငါသမီးရဲ့မောင်မရဲ့သုံးယောက်တွေ့ကညက်ညက်ကြီးသမီးရဲ့တိုက်ပြီးတော့သေကုန်ကြပြီဟဲ့သေကုန်ကြပြီအာမလေးဖေတို့မရှိတော့ဘူးသေကုန်ကြပြီလားဖေရဲ့သမီးလေးပြောရင်ဆိုရင်လစ်သွားပြီတတိလစ်သွားပြီတတိလစ်သွားတော့ဟာဖယားငါပြောမိတာဒုက္ခများကုန်ပြီနဲ့တူရဲ့ဟဲ့ကလေးမဗရာသမီးနဲ့မွေးစီလေးလှုပ်ခေါ်လိုက်မျက်လုံးလေးပွင့်လာတော့ပြုံးဗရာပြုံးလာပြီပြိဿသမီးဘာသမီးတို့ကိုရာသာသမီးဖေတော့ဖေရဲ့ဘာဖေတို့လူကမွေကိုက်သေးဘယ်တော့မှမကိုက်ပါတော့သမီးဘာလို့ရှောက်ပြောနေတာတို့ဟောအဖေသိခမ်းပါဖေကျုပ်ပါလေပြောမိတော့ဖေရဲ့ကျုပ်မိဘမောင်ဘွားတိုက်ပြီလို့သေုံနေမှာကအာမလေးကိုရသာဟိုပဲကန်စားမွေးကြိုက်လို့သေခဲ့ပြီဖေရဲ့ကိုရသာနဲ့အားနှစ်ယောက်ရတယ်ဖေရဲ့
ဒါတော့ဒီလားထားဖို့ကလေးတယောက်ပဲပြစ်ထားခဲ့တော့ဟဲ့ကလေးမပြစ်မထားခဲ့ပါဘူးဖေရဲ့သူ့အကြောင်းနဲ့သူနေရခဲ့ကြပြီဖေရဲ့မိဘရာကုသိုလ်ကံဆုံးလို့ဟောဒီကံစားကိုကူးပြီးတော့တန်ငယ်လေးကိုခြုံစားသိသားကြီးလေးကိုပြန်အခေါ်သိစွန်ကသားငယ်ကိုတုပ်လို့လက်ရပြီး၆တော့သားကြီးလေးကသူ့ခေါ်တဲ့မှတ်ပြီးတော့ရေတဲ့ဆင်းအဖေလိုက်ပြီးတော့ဆဲတော့လေအထုပ်သားတွေ့လိုက်ရတဲ့ဖေရဲ့အဲ့လေမိဘရာဒုက္ခတွေကြီးသားကြီးရဲ့ဟဲ့တပီသတိထားငါတပီတဏှာကြီးရဲ့ဒါကြောင့်နေငါမပြောရှင်ပါဘူးလို့ပြောရဲ့သားနဲ့သတိထားသမီးသတိထားဆိုပြီးမရပါဘူးနောက်တစ်ခါကြီးတစ်လှည့်နဲ့ပြုံးလာပြန်ပြီဟဲ့ကုရသအဲ့သမီးဖေနော်ဖားဖေတို့တော့အသက်ကြီးနှုတ်ခမ်းမွေးတွေပေါက်လို့ပြုတ်ဆိုတာဆွဲနှုတ်ဟာကလေးမနားလိုက်တာသမီးရဲ့သမီးသတိထားဟင်ဖေဒီခမ်းမဖေဒီခမ်းမဖေကျုပ်နောက်တစ်ခါကြည့်တဲ့လေအဖေမတည်ရဒီဒုက္ခတွေကျုပ်အေးပဲမဟုတ်ပါဘူးဖေရဲ့အတော်အမွေးတွေကျုပ်လက်ထဲတဆုပ်ကြီးဒီကလေးမအဖေရော့တော့ဟာလေးနေပါစီသမီးရဲ့ကဲသမီးသတိထားနော်ဟဲ့ဒီမှာတာဝတ်ထီမျိုးမှာရွှေကြီးမျိုးကြီးတထေးကြီးရဲ့သမီးမို့လို့ငါသမီးတွေဘယ်သူမှပြစ်ထားမယ်မဟုတ်ဘူးငါသမီးသတိထားလို့ပြောရင်ဆိုရင်လည်းဖိုးကြီးရင်ဝင်ထဲကနေပြီးတရားနာပြီးသားဖြတ်ဆိုမတ်တရဖိုးကြီးမျက်လုံးပြူသွားမျက်လုံးပြူရောပေါ့အခုခမရတို့ဝတ်နေတာဂွန်းထမိန်ဟိုတုန်းကဗျံထမိန်ဆိုတော့ထမိန်ကြီးဖြန့်ပြီးနှစ်ဆခေါင်းပေါ်ဝဲလို့လေတွေလွှတ်တဲ့အတိုင်းဟဲစုံကြီးဟဲ့ဖိုးကြီးပြူသွားတယ်မျက်လုံးသမီးကြည့်မကောင်းဘူးဒီလိုမလုံးနဲ့သမီးဒီလိုမလုံးနဲ့မရဘူးတရားနာပရိသတ်ကြီးခုံပေါက်ပြီးတော့တွတ်ချအောင်ယူလို့မောဘမလေးဝဲလို့ရေတွေကလက်ထခုံတတော်ကောင်းသေးလားလိတ်မိုးပေါ်ဝဲတဲ့လက်ထကြတော့ရေတွေခုံတဲ့ယူတဲ့လူများဒီတိုင်းပေါ့မောဘမလေးဝဲလို့ရေတွေကလက်ထခုံတတော်စိတ်ပြောင်းလို့ကျွဲကိုရှားတဲ့တွေ့ပါပြီတော့ကြုံနွားပြောက်တာစိတ်ရှားတော့ကျွဲတွေ့တော့နွားသူယူတိုင်းလဲကြုံယူရစီနဲ့ကိုက်ထွက်သွားရောပြိတ္တာအဖိုးကြီးလည်းမျက်ရည်စနဲ့ငရခက်လာကြည့်လားသမီးရဲ့ထိမ့်မရသိမ့်မရဟမ်မလေးလိမဝကြည့်ရအဖေရင်ကွဲရကြီးရဲ့တနာလို့တားတော်လည်းမရသွားပြီတော့လို့အဖိုးကြီးကြည့်ပြီးတော့နေခဲ့ရဟောနောက်တရားနာပြိတ္တလေသမားတယောက်နားရောက်သွားလေသမားတယောက်ရဲ့အနာကိုရောက်သွားတော့လေသမားကကစင်းစုံသူ့ကလေးလေးမှုန်ကျွေးထားတော့သူကကလေးလေးမြင်လိုက်ဟောကြည်စမ်းလူလေးငါသားကြီးအမေမင်းကြီးတဲ့မျောပြီးသေးပြီးအောင်မေးတာဘသူကဆယ်ပြီးဒီလားမှုန်ကျွေးထားတော့မမေ့ကျွေးပါဦးသားရဲ့ငါသားကိုမမေအားရအောင်မချီရလို့လူလေးလာမုံနေလူစားပြီးကလေးကောက်ချီအဝတ်ကမပါဘူးလေသမားကကြည်စမ်းဒီအယူမခန္ဓာကိုယ်မတောင့်မပြနဲ့ငါကလေးကောက်ချီလို့ချီမုံနေလူစားလို့စားတခါတည်းတပြားလေးကြိုင်ပြီးတော့ဟေးအယူမအောင်မေအယူမလေးပါလေးနဲ့လူကပစိုးလည်းမပါပဲနဲ့ဟောဗျာထမိန်မပါတာသူဘယ်နဲ့ဟာယူပါလဲနေရထမိန်မပါတာငါပါပါဟောလင်ကြည်စမ်းဒီယူမပေးငါကလေးပေးဘူးနင့်ဘယ်ကလေးရဒီမဲ့ဟောလင်ငါ6လနဲ့10လဖွားထားတာဒါငါသားရေထဲမျောသွားတာနေငါဆယ်ပြီးတော့အမေသူ့သားလေးပါလေးနဲ့ဟေးဒါငါသားပေးဘူးဟေးအယူမနဲ့ငါပါးစပ်နဲ့တောင်းတာမပေးဘူးလားပေးဘူးလာရောဟာဆိုတပြာနဲ့တအားလှမ်းပြီးတော့ရိုက်လိုက်တယ်ခေါင်းဆိုခေါင်းသွေးပေါက်တွေကြောက်မောင်ကြီးရစ်စလိုက်လေတော့ရိုက်လိုက်လေချင်းကျုပ်ဘဝကိုသိရင်မောင်ကြီးဒီလိုရိုက်မယ်မဟုတ်ပါဘူးသွေးတွေထွက်ကုန်ပြီမောင်ကြီးရဲ့သွေးတွေထွက်ကုန်ပြီတော့
ကျုပ်ခန္ဓာကိုယ်တစ်ခုလုံးနဲ့နေရဲ့လို့မောင်ကြီးရဲ့ပါပဲရဲ့မောင်ကြီးကျုပ်ကိုကြည့်ပါအောင်တော့ကျုပ်ကိုမှတ်မိတော့ဘူးလားမောင်ကြီးရဲ့အေးဟဲ့ခလေးမနေငါမမှတ်မိနိုင်တော့အောင်မလားဟဲ့ကျုပ်တာဝတ်ထီမြို့သူပါမောင်ကြီးရဲ့ကျုပ်ကိုကြည့်ပါအောင်အဘာလေကျုပ်မိမဆွေပါမောင်ကြီးရဲ့မိမအေးမဟုတ်ပါဘူးကျုပ်ဒုက္ခရသိရမောင်ကြီးကျုပ်ကိုဒီလိုရိုက်ပဲမဟုတ်ပါဘူးငါမသိအောင်ဖြစ်နေပါလားဓမ္မဟာဗရာခေါ်ကြမိဒုက္ခဤဘဝဖြစ်စေဟဲ့နင်းပဒါလာကလေးမဟုတ်ပါတယ်မောင်ကြီးရဲ့ကျုံမိပဒါပါမောင်ကြီးရဲ့ကျုံဘဝပြောပြမယ်တနေ့တည်း6လုံးပြစ်လိုက်ရတဲ့မိမမို့သာဝတိမြည်မြွရွှေပြည်မှာဗရာခေါ်ကြမိဒုက္ခဤဘဝဖြစ်စေနှစ်သွင်းမိဘမောင်လာတို့မောင်ကြီးရဲ့မိဘနှစ်ပါးနဲ့မောင်လာတိုက်ပြီးလို့သေကုန်ရပြီးတဲ့မောင်ကြီးရဲ့ဘေးခက်လိုက်တာဟဲ့ဒီကိစ္စတွေနင့်ဘယ်သူပြောလို့သိတော့လောင်းအဖေးတယောက်နဲ့တွေ့လို့သူပြောပြလို့သိရတယ်မောင်ကြီးရဲ့အေးငါတို့ကိုယ်တိုင်အုတ်ချက်ကိုဖယ်ရှားပြီးတော့မီးရှို့ခဲ့ရဟောဟိုကောင်းပြီဟုတ်ပါတယ်မောင်ကြီးရဲ့ကျုပ်တည်းတဲ့6လုံးပြစ်လိုက်ရပါတယ်မောင်ကြီးရဲ့လားမောင်ကြီးရဲ့အေးဟုတ်သားပဲနေအဲ့ဒီဓမ္မဆိုတဲ့ကောင်ကြီးဘယ်နေရတော့ကိုရတာလားတေခဲ့ပြီမောင်ကြီးရဲ့မရှိတော့ဘူးချစ်သည်အလှဟာလင်တာကတော့ဝချုံနဲ့မွေဟောက်ခဲ၍လျောင်းလဲစစ်ခွေတော်တယ်မမွေကြိုက်လို့တေခဲ့ပြီမောင်ကြီးရဲ့တေခဲ့လေပြီးဖြစ်စီမရဟာရေဝဲကြဟာ၍ကျုပ်လေကုရသနဲ့ရတော့သားနှစ်ယောက်တော့ယောက်ျားလေးတွေတော့အေးဒါသာတီတာထားတော့အဲ့ဒီကလေးတွေနဲ့ဘယ်ပြစ်ထားခဲ့တော့ထားခဲ့ပါဘူးမောင်ကြီးရဲ့သူတို့ကျုံတော့မလိုက်ချင်လို့နေရခဲ့ပြီမောင်ကြီးရဲ့ဖြစ်စီမရဟာရေဝဲကြသားဟာသိဆိုချီသွားလို့မောင်ကြီးကျုပ်သားငယ်လေးဟောဒီဘက်မှာထားပြီးတော့သားကြီးလေးကိုပြန်ခေါ်တော့လေသိဆိုကြီးကသားငယ်ကိုချီတော့သိဆိုကြီးရဲ့ငါသားလေးချပါတော့လို့ကျုပ်လက်ရပြီးတော့ခေါ်တဲ့ချိန်ခါမှာသားကြီးလေးကသူ့ခေါ်တာမှတ်လို့ရေတဲ့ကိုအဆင်းအထုံးသားတွေးရတဲ့မောင်ကြီးရဲ့အခုတော့အဖေရဲ့အမေရဲ့မောင်ဘွားရဲ့လင်းရဲ့သားတစ်ယောက်ရဲ့6လုံးပြစ်လိုက်ရတဲ့မိမမို့မောင်ကြီးကျုပ်တို့ခိုင်းဖို့သိရင်မောင်ကြီးရိုက်မှာမဟုတ်ပါဘူးအခုတော့သွေးတွေလည်းဆွဲကုန်ပါပြီတော့ကျုပ်စိတ်ကနောက်တစ်ခါကြည့်တယ်လေမို့ကျုပ်သားအကြီးလေးမှလို့ကောက်ပြီးတော့ချီမိတာမောင်ကြီးရော့တော့သားကိုယူပါတော့တော်သားကျွေးတဲ့မုံတွေလည်းကျုံစားပြစ်မိကုန်ပြီတော့အခုချိန်ဒီထမင်းတစ်စီမှကျုံမစားရသေးပါဘူးမောင်ကြီးရဲ့စားလုံးလို့တော်သားကျွေးတဲ့မုံတွေစားမိပါတယ်မောင်ကြီးမကျင်တယ်လို့ရှိရင်လည်းကျုံရိုးပေးပါတော်သားဟဲ့နင်တောင်ပြောမြောင်ပြောနဲ့ငါပဲလို့မအောင်မေ့ပါဘူးကဲရော့ဒီသူတွေတုံးစားရော့ဟဲ့ခန္ဓာကိုယ်လည်းဝန်းပါဘူးဟုတ်ကဲ့ရှက်လာပြီတော့ကျုပ်ရှက်လိုက်လေချင်းကဲရှက်မနေနဲ့ရော့ဟောဒီငါကောင်းပေါင်ထားတဲ့ပစိုးလေးဒါလေးပတ်သွားတာဝတီမျိုးပြန်ငါတို့လည်းစောင့်ရှောက်မယ်ပေါ့ဟဲ့နမနေငယ်သေးတယ်နော်ငယ်သေးတယ်တတိထားတော့ကိုစောင့်ရှောက်ပေးတော့လို့ပြန်လွှတ်လိုက်ပစိုးလေးပတ်ပြီးတော့ပေးလိုက်တော့လဲတရားနာပြိဿကြီးမရပါဘူးဟဲ့စွန်ကြီးဟဲ့ချုပ်ပြပြန်ရောဒီလိုအဝတ်မပါဗလာကိုရီနဲ့ရှောက်ပြီးတော့သွားလိုက်တာတအိမ်ဝင်တအိမ်ထွက်တချို့ကလေးတွေကသဲနဲ့ပက်ကြဒုတ်နဲ့ရိုက်ကြခဲနဲ့ပေါက်ကြတချို့အိမ်တွေကြတော့လဲတနာလိုကျွေးကြအိမ်တွေဝင်ပြီးတော့တောင်းတဲ့အခါမှာလည်းပဲလင်းသေးတာသားသေးတာမိဘနှစ်ဖြားနဲ့မောင်မွားသေးတာတွေသတိရလို့ဥပဗုဒ္ဓကာရိငတပတိဝဆောင်ပတိမတော်မတပိတသဗ္ဗတသဧကာစီတမိတစရေလို့အဲ့ဒီကဲ့သို့
လင်းသေးတာသားသေးတာတွေတလို့ဘုရားဗုဒ္ဓရွယ်လူနဲ့ရှုစပွဲနဲ့ပုငယ်ဖွာဗုဒ္ဓတယောက်တို့သည်ကာလင်္ဂတာတာကြီးရေလွန်တာငယ်စွန်နဲ့တမလောပြောင်းကျွေသေးခဲ့ပါလေပြီဝလေကျုပ်သားလေးတယောက်ကလည်းတယောက်ကသိစွန်ချီလို့တယောက်ကရေထဲမှမြုပ်လို့သေးပြီတော့ဥပဗုဒ္ဓရွယ်လူနဲ့ရှုစပွဲနဲ့ပုငယ်ဖွာဗုဒ္ဓတယောက်တို့သည်ကာလင်္ဂတာတာကြီးရေလွန်တာငယ်စွန်နဲ့တမလောပြောင်းကျွေသေးခဲ့ပါလေပြီမတာသမိခင်မလှဝဟာတထေမကို၎င်းပိတာသဖတ်ဆောက်ထီတထေကြီးကို၎င်းဟဲ့ခလေးမတောင်ရောက်မြောက်ရောက်နဲ့ဒုအိတ်ရှိလာပြီးသားသေးတာပြောလင်သေးတာပြောအဖေပြောအမေပြောနဲ့သွားဒီမလားနဲ့ငေါက်ထုတ်လို့ထွက်သွားရတချို့ကလည်းတနာလို့ကြွေးကြမွေးကြမလေးကျုပ်တို့ခါဝသိရဒီလိုနှင်းရမယ်မဟုတ်ပါဘူးဒီလိုရိုက်ကြမယ်မဟုတ်ပါဘူးတနာကြမှာပါကျုပ်စားကြောင့်လေးပြောပြီးတော့ပြပါရစေအောင်ရဲ့လို့ဥပဗုဒ္ဓရွယ်လူနဲ့ရှုစဝဲနဲ့ပူငယ်ဖွာပေါက်သားတယောက်တို့သည်ကာလင်္ဂတာတာကြီးရေလွန်တာငယ်စွန်နဲ့တမလောပြောင်းကျွေသေးခဲ့ပါလေပြီဗတိမဖွဲ့မကြီးတကယ်တစ်တငယ်ချစ်လင်သည်ပါထေမမြင်ပေါင်းစီလမ်းမြောက်ခရီး၌မတော်တော်ဝချုံတဲ့မူရောက်ခဲ၍လျောင်းလက်စစ်ခွေသေးခဲ့ပါလေပြီမလေးကျုပ်လင်းကြီးကိုရသားကလည်းမွေးခိုက်လို့သေးခဲ့ပြီတော့မတာသမိခင်မေလာဝဟာတထေမကို၎င်းပိတာသာဖခင်ဆောင်ထီတထေကြီးကို၎င်းဘာတာသပြောရနုဝေမဝရင်ကို၎င်းဧကစိတမီပေါင်းငါဆုံးစုထင်းမုံတစ်ခု၌တရှရီသုံးလောင်ဆိုင်တွဲတပြိုင်တည်းကကိုင်ဆွဲစီဖို့ဟီဟီညို့အောင်အော်မီရှို့တင်းကြိုကြလေကုန်မည်တတိကလေးရတဲ့ခါတိုင်းသားလျောက်လည်းတေးခဲ့ပြီလင်းလည်းတေးခဲ့ပြီဖေဖေမောင်ဝါလည်းတေးခဲ့ပြီကျုပ်တနေတဲ့6လောင်းပြစ်လိုက်ရတဲ့မိမကြီးမို့လင်းလည်းမရှိအဖေလည်းအမေမရှိလို့ကျုပ်ကိုတနာကကြွေးကြဝေးကြပါတော့ပြေးကြပါတော့လို့ဒီလိုငိုရင်ရိုးရင်လည်းကျွတ်ချိန်တန်လို့ထင်တရားနာပြိဿဟောမြတ်စွာဘုရားတရားဝဲကြီးနာရောက်သွားပြီယုတရားဝဲကြီးနာရောက်တော့ပဓာတတိလေးလည်းရလာဩပဓာနဲ့ကျွတ်ခွင့်ကြုံမိနဲ့တူရဲ့သုံးလောကထွထားတပ်ပြညုမြတ်စွာဘုရားတရားဝဲကြီးနဲ့တူရဲ့ငါတရားနာမှာပဲနဲ့ပိဋကအစွန်ရောက်သွားပိဋကစွန်ရောက်သွားတော့ပိဋကဟဲ့အယူမတော့မလာနဲ့ငေါက်ထုတ်တော့မဟုတ်ပါဘူးတော့ကျုပ်ငေါက်ကြပါနဲ့ကျုပ်မရိုက်ကြပါနဲ့မမှန်ကြပါနဲ့ကျုပ်ဟိုတရားနာကျင်လို့တော့အေးထိုင်တရားနာထိုင်နာမဟုတ်ဘူးကျုပ်ဘုရားဖူးကျင်လို့တော့အေးဘုရားဖူးကျင်ကဲထိုင်ထိုင်ဖူးမဟုတ်ဘူးတော့ကျုပ်ဘုရားနာသွားဖူးကျင်လို့ဒီဟာကြီးတော့လို့ရမလားလို့ဘာမှပါပဲဒုက္ခပါရောခေါင်းကောင်းဆွဲထုတ်စမ်းသူငေါက်ထုတ်တော့မြတ်စွာဘုရားတပည့်တော်မှာဘုရားကိုယ်တော်မြတ်ကြီးရှိအပားသို့ကပ်ပြီးမဖူးရဘူးတရားမနာရဘူးတဲ့ဗျာတပည့်တော်မောင်လည်းမရှိအဖေလည်းမရှိအမေလည်းမရှိလင်လည်းမရှိလို့တပည့်တော်ကိုနှိမ့်ဆက်ကုန်ကြပြီဗျာတပည့်တော်အာကိုအားထားရမြတ်စွာဘုရားတဆူသာရှိပါတော့သည်ဗျာလို့ရှောင်းလိုက်တော့ဟဲ့ခြေသားခြေသမီးတို့မနှင်းညာနဲ့အသားလေးဝင်မစေလာပါစေဟဲ့လို့ဟောဘုရားကိုယ်တော်မြတ်ခွင့်ပြုခိုင်းလိုက်တော့မှလမ်းကလေးပွင့်သွားအဲ့ထဲဆိုတိုးဝင်ဘိုးကြီးတွေဝင်တိုက်ဟာခေါင်းမလေးဘယ်နဲ့ငါခွာတိုက်ဘိုးကြီးတွေကိုယ်ကာယနဲ့တချို့ဖွားကြီးတွေသူတိုက်လှည့်ပစ်ခဲ့တာ
好到俺们人个人都骂人，俺专注家长忙啊。跑里的来呢，一路呢都快被温暖来的别的好，不要不要，住了都。也说不呀，这边嘛都看了一个都没骗。我把包打搞了个打，把车把香把地把多好，马达比达萨巴达萨，一个是大米的事的，这边了查我们学的是那么骗，我把包打因为路呢数十块呢，不爱破包打了多的。ကာလင်ကတာတာကြီးရေလို့တာငယ်စွန်နဲ့တမလောပြောင်းကျွေသေးခဲ့ပါပြီဖယားတပည့်တော်တာအငယ်လေးကလည်းသိစွန်ချီလို့တာကြီးလေးကရေမှမြုပ်ပြီးတော့သေးခဲ့ပြီဖယားပတိမခွင့်မညစ်တကယ်သိတဲ့ငယ်ကြီးလင်းသည်ပန်းထဲမမြင်မှောင်စီလက်မြောင်ခရီးနိုင်မတော်တော်ဝချုံနဲ့မွေရောက်ခဲ၍လျောင်းလက်စစ်ခွေသေးခဲ့ပါပြီဖျားမတာစမ်းမိခင်မဲလှောင်းဟာတထင်းမကို၎င်းပိတာစာဖခင်ဆောင်ထီတထေကြီးကို၎င်းဘာတာစမ်းပြိုရွနုဝေမဝရင်ကို၎င်းဧကစိတမီပေါင်းငါဆုံးစုထင်းမုံတစ်ခု၌တရှရီသုံးလောင်းဆိုင်တွဲတပြိုင်တည်းသာကိုင်ဆွဲစီဖို့ဟိဟိညို့အောင်အော်မီရှို့တင်ကြိုကြလေကုန်မီဖယားတပည့်တော်6လုံးပြည့်လျရတဲ့မိမပါဖယားလို့ဖယားလျှောက်တော့ဟဲ့ခြေသမီးသတိထားလို့အနမတက်ကတန်ရာကစလို့ဒီကဲ့သို့အဖေသေးလို့အမေသေးလို့လင်းသေးလို့သားသေးလို့ရွှေတွေမျိုးတွေသေးလို့ငိုခဲ့ရတဲ့မျက်ရည်တွေစုထားရင်မဟာသမုဒ္ဒရာ၄စင်းမကတော့ဘူးဟဲ့ဒီလိုအဖိုးသေးဟွာသေးရိုးတွေတောင်းနေပုံလို့ဆိုတာလို့ချစ်သမီးတတိထားဒီကဲ့သို့လင်းနေသားတွေသေးလို့ဘဝတိုင်းငိုခဲ့ရတဲ့မျက်ရည်စုထားမယ်ဆိုရင်ဖြင့်ဟဲ့ချစ်သမီးမဟာသမုဒ္ဒရာ၄စင်းမြောက်မကတော့ဘူးဘယ်နဲ့ကြောင့်သတိမေ့လျော်နေပြီတနည်းလို့မြတ်စွာဘုရားကုတော်မြတ်ကြီးကဟောမဟာသမုဒ္ဒရာသူဇလံပရိတကံတရောဘုံအတုဇလံအနဘကံဒုက္ခိနဟာဘုထသနရတသောစတောကေဟိကရဏသောကဝတပမစ္စတိလို့အဲ့ဒီအနောက်မတက်ကဒေသနာပြလိုက်တဲ့တရားနာပိဋကဆေးချက်မိတဲ့လူနာထထိုင်နိုင်သလိုဟောတရားနာပိဋကဒိဋ္ဌိနဲ့ဝိစီကိစ္စကွာလို့ပတာစာရီသောတာပန်ဖြစ်ပြီးတဲ့နောက်ယဟန်ပြုခွင့်တောင်းယဟန်ပြုခွင့်တောင်းတော့မှဘိက္ခုနီမှာကျောင်းတော်ရောက်ဘိက္ခုကျောင်းရောက်တော့ကြောက်ဖြာပေါ်မှာကျွတ်တူခြေကလေးတင်ပြီးတော့ရေဆေးတကိုးပိဋကဦးတဲ့ကရေကလေးခတ်လိုက်ဦးတဲ့ရေမရှိတာသူသိမခတ်ခင်ကမရှိတာမဟုတ်ဘူးခတ်လို့ခွက်ထဲပါလာတဲ့ရေကလေးကအိုးထဲမရှိဘူးခွက်ထဲပါလာဒါညံကလေးနဲ့ကြည့်ခွက်ထဲကရေလောင်းချလိုက်တော့ခြေပမိုးပေါ်ခွက်ထဲမရှိပြန်ဘူးခြေပမိုးပေါ်ကကြောက်ဖြာပေါ်စီးကြခြေပမိုးပေါ်မရှိပြန်ဘူးကြောက်ဖြာပေါ်ကြပြန်တော့မြေကြီးပေါ်ရောက်တော့လေရေအကွက်ကလေးသာထင်ပြီးပျောက်သွားတာကိုညံကလေးနဲ့အိုးတွေကရေခွက်ထဲမှာပြောင်းသွားပြီခွက်ထဲကရေခြေပမိုးပေါ်မှာခြေပမိုးပေါ်ကရေကြောက်ဖြာပေါ်မှာကြောက်ဖြာပေါ်ကရေမြေကြီးပေါ်မှာမြေကြီးပေါ်ဟောကြပြန်တော့လေတရွေ့နဲ့စိမ့်ပြီးတော့ပျောက်သွားတော့အကွက်ကလေးသာထင်လိုက်ရသဖြင့်အနိစ္စပါတကားလို့နောက်တစ်ခါထပ်လောင်းပြန်တော့ရှေ့တစ်ဆင်တိုးပြောင်းအနောက်တစ်ခါထပ်လောင်းရှေ့တစ်ဆင်တိုးပြောင်းသွားတာမြင်လိုက်တော့အနိစ္စ
Tatawari the Hori ye Quepamana, Tayue ne Yue Layopido, the Jene at Sunkalu, Nandayama, Chaja Lepido, Satim of Yatamia, Dido Kari, Islaya Babulo, Nyangalene, Shulu, and Nisagu, Dundani, Doka, Peakuro, Yaga, Hechidami, Tinjana Mane, Bimbiola Hote, Pillow Dama Mabu Hello. Opa young Gidone, a goony baby dog. Diana, Yetaye, Miaso Hela Chitami, Tigado, Kana Nayoto ye, a pip yaku, Niane, Susin, no Pocodi, Tayepin, Niadole, a Petaya, Niado to Temiati, Kana Nayoto, a pip yamugo, Senior Mane, Mimi Leo Popo, Dana, Chitalosa. Pitalo doa bido nere tatawamiadi a tatayabe niado le tayen niado dulo mamia puchi the milo anti kedo tedana minja the pin patasari teri madi adawo kong kanwe pala the mia kan juini at hatamene talo adawo kong kanwe yahanga maji asi Piji Pia Shali Rodari Yahanda Maji Pipi now. Ho Jado Promotora Sofia letted to Kala. We need Ayama Idaria Bekuni Maravago Acha Pido Miaswafia Payadrido Madi. Now pull it up shit of Payata Suya Chiro Yema. Payari Dodi, we need a Yamapi. Edareya Pidon Nebango, Winsaya, Balo Ilo, do down there, Su, a die. Miasofia Kuromiajiga Chitaro, Chitamiro. Yahame Marema, we need that Niamaro, Hori Patasari Cherry Madi, Ngapaya, or Natami, Amia Somelo. Antilu Yadu Pejingu Kanya the Pit Tawuti Myodu Cheto Patasari Tu Alonzati Dailo Yetaji Sadine so that they Rabiora Mo Nepan Yok Duka Zati Dainduado Job Alonza de Mama Ye so that Zalan Nati Dana was Navian check where the Camaro the way they go got time now. When I had him, Madagas Lulu was so they are there. Orunga Biora, Kuro Tam alone at Obiano, Madaru, Mabia, Manea, Yo Malone, Guys, Hoda, Tagabalo, Mamia, Dada Chanago, say me, Vazi. Hello, Elina, Joy, Lada, Diana, Vizaji, Chanaja, Vazi. Hello, Yanina, Joy, Lada, Diana, Vizaji, Jamaja, Vazi. Avian Puja was Ataki, he pure the Mia Hodamia Nega. The ball, Majabe, a bit trigger lay. She ain't a home, Moses with Bipia, the Domido in Yatanado. Newton to thee, carry that Jana Vero. Newton to Mita, Beka, Chow like me. Bipia, we, Yagamia, Chitara, Swiga, Leon, Miko, Saint Yachana, Zoapi, Manzoamani. Piamba Lido, Pianjazi Gunari. Allow on the Mio the Lelu so that the Mamma Charlie Gunny, see Vogali, the Vogton, Dunyama, Bibu, you. The lot of the Mure that is young and a piano, Tila, Pidu Matan, Dilu Covari. The man Charlie Gunny, see Vogali, the Vogunia, Dunyam, Bibu. Potato the table. Did not tell them the Mure that came your to Pumio Jimia Shigala. Damn Lauma, what they are in Nayari, Nayari. Oh, the Tiku, Mr. the Tin, the Mule. Dalo Tio Namiore the Tediana Bidadi Diganero, Shimayan Tama Kaza Bido Apia Shimayan Tanga Kaza Bipiana like the Lama Luteon
ပါလပူဝခေါ်တဲ့မုံစားနေတာတွေ့တဲ့ပြုတ်ကပါလပူဝဆိုတာပါဠိပေါ့ဗျာမြန်မာလိုပြန်တော့အိုးခင်းဘူးမုံလို့ခေါ်ပါတယ်ဒေသကြီးဘာမုံတော့အိုးခင်းဘူးမုံဆိုတာကျွတ်တို့မုံပြစ်တလက်တို့မုံစီကျော်တို့မုံကြာလိတ်တို့မုံတိုင်းခြုံတို့မုံလေမရတို့လိုနေမှာပေါ့ဗျာဟုတ်တယ်မုံလေမရဆိုတာခင်ဗျားတို့သိကြမှာသိမှာတချို့မြို့ဆိုတော့သိမှာပါလေကျုံမန္တလေးရောက်တော့ကမုံလေမရဆိုလို့မကြားဘူးလို့မမြင်ဘူးလို့သေချာသွားကြည့်ကျုံတော့သေချာသွားကြည့်ရကျင်းတော့ဖမှန်လို့ရောက်ဒါလောက်ရှိတဲ့အိုးခင်းကကျွတ်တို့အခွက်ကလေး9ခွက်လောက်ရှိအဲ့ဒီအိုးခင်းအခွက်ကလေး9ခွက်နဲ့အဲ့ဒီထဲမုံရည်ထဲလှုပ်လိုက်တော့ကျက်လို့ကော်ထုတ်လိုက်တဲ့အချိန်ခါမှာဒါလောက်ကျွတ်တို့အချမ်းလေးတွေထွက်လာလောက်စားလုံးတစ်ချမ်းချမ်းထားသလိုပေါ့အဲ့ဒီအချမ်းကလေးနှစ်ခုကိုလေအလုံးဖြစ်အောင်ထပ်ရောင်းတာအဲ့ဒါမုံလင်မရကျက်တော့ဖမှန်လောက်တဲ့လူကြီးမဟုတ်ဘူးနာမည်နဲ့လိုက်အောင်လေအဲ့ဒီနှစ်ခုထရောင်းတာမုံလင်မရတယ်ဗျ။အော်တောက်တီးတောက်တက်တော့အတော်လှုပ်တဲ့လူတွေဟဲ့လို့ကျုပ်အောင်းမေးမိ။အဲ့ဒီလိုမုံမျိုးနေမှာပေါ့ဗျာ။ကျန်းကန်နဲ့တော့အိုးကင်းပူမုံလို့ခေါ်ပါတယ်။အဲ့ဒီမုံကြီးလူတယောက်စားနေတာမြင်တော့မစ္စရိယတထေစားကျင်လိုက်တာဆိုပဲပြိဿကြီး။နှခမ်းလေးရှာနဲ့တရဘိုက်ကလေးလက်နဲ့ပို့စားခြင်းတာငါတထေးဆိုတော့လေသူများထံတောင်းစားတထေးဆိုတဲ့ဂုံခိတ်ကြီးနဲ့တဲမနှိမ့်လှဘူးအဲ့ထောင်နဲ့ကြည့်လိုက်တော့လေပက်ဆန်တော့အပါသားဝဲစားပက်ဆန်ကုန်ပါနှမျောဘုံကိုဝန်းတောင်ကိုမတထားတာနော်တထေးတော့တထေးပဲဗျတောင်းစားလို့လည်းမတော်ဘူးဝဲစားရင်လည်းပက်ဆန်ကုန်မှာပဲဆိုပြီးတော့ဒီမုံကြီးစားခြင်းနဲ့စိတ်ကနှိပ်စက်ပြီးတော့အိမ်ပြန်အလားညောင်ဆောင်ပေါ်အာရမှောက်ပြီးတွတ်နဲ့ညီးတွားနေတာပေါ့လေမုံစားခြင်းနဲ့ယောဂကြီးဖြစ်လို့တထေးကြော်ကြီးကအပကတ်လာတယ်တထေးကြီးဘာတော့ကွယ်တော့နေမကောင်းဘူးထင်လေအေးကွယ်ငါနေမကောင်းဘူးကွယ်နေမကောင်းရင်တော်ယောဂပြောလေကျုပ်ကုမယ်မင်းကုလို့မရပါဘူးတဲ့ငါယောဂကလည်းမင်းပြောပြလို့မဖြစ်ပါဘူးတဲ့တထေးကြီးကျုပ်တော်လင်းနဲ့မရဆိုပြီးအတူတူနေလာတာတော့သိုးတိုင်မယ်ကောင်းတိုင်မယ်ကျုပ်မှမပြောတော့ဘယ်သူပြောမှာတော့ပြောပါမင်းပြောလို့မဖြစ်ပါဘူးမင်းကသိတ်လက်ဖွာတဲ့မိန်းမဒါမှတထေးကြီးတော်ကျုပ်မပြောရင်လေပြောစရာအပူတယောက်ရှိနေပြီမို့လားအပူတယောက်ရှိနေပြီမို့လားအေးမင်းနဲ့ငါနဲ့အနှစ်30လောက်ပေါင်းလာတာမင်းငါဒီလိုမပြောနဲ့ဘယ်အသိမှမရှိဘူးမရှိရင်ပြောရမယ်တထေးကြီးရဲ့ကြည့်ဘူးမရှိရင်ပြောရမယ်တထေးကြီးရဲ့အမင်းကလက်ဖွာတယ်ကွာကန်တထေးကြီးတော်နှမျောတာလေလင်းနေမရနေလာတာကြာလှပြီကြုတ်တိပါလေလက်မဖွာပါဘူးကန်ပြောစမ်းပါအေးလက်မဖွာဘူးဆိုရင်ငါပြောငါဘရင်ထံကပြန်လာတော့လူတယောက်မုံပြားကြီးစားနေတာတွေ့တော့လေစားရှင်လိုက်တာကွာတထေးဆိုတော့တောင်းစားလို့လည်းမတော်ဘူးမို့လားဟိုအဲ့တော့တောင်းရထောင်းလည်းပတ်ဆောင်မပါဘူးလားပါတော့ပါတာပေါ့ကွာဝယ်စားလိုက်ပြီးတော့ဩဒီမိမမင်းငါဓာတ်တော့မပြောချင်တာဝယ်စားပတ်ဆောင်ကုန်မှာပေါ့ဟာဟောတော့ကိုဝန်းကိုဝယ်စားတာများတော့နေကဲဒါဖြင့်တထေးကြီးပတ်ဆံကုန်မှာနှမျောရင်ပတ်ဆံနဲ့မဝယ်ရဘဲနဲ့အိမ်ကြည်တဲ့ကဆန်နေသဘာတွေထုတ်ပြီးကြုတ်ကြိတ်နှဲပြီးတော့အဲ့ဒါတရလုံးစားလောက်အောင်မုံလုံးလိုက်မယ်လေပရိသတ်ကြီးသူ့ဝန်းမှာသူမတထားတဲ့တထေးတရလုံးစားလောက်အောင်ဆိုတော့မျက်ဖြူဆိုင်သွားဟာတထေးကြီးတော်မှာဖြစ်တာတော့မင်းလှုပ်ပြီးဒါကြောင့်မင်းမပြောချင်တာမင်းအလွန်လက်ဖွာတဲ့မိန်းမဟာအရက်ထဲလူတွေကလူမမာတွေလားသူကိုသူတော့ဒီမုံစားခြင်းနဲ့ယောဂသည်ကြီးပေါ့ဗျာကန်တထေးကြီးတရလုံးစားလောက်အောင်မကြော်ရရင်ကျွတ်တူတအိမ်သားလုံးစားလောက်အောင်ကြော်လိုက်မယ်လေဟာအိမ်ကလူတွေကဘာဖြစ်နေလို့တော့အိမ်ကလူတွေလည်းမတထားဘူးကန်တထေးကြီးဒါဖြင့်တော်နဲ့ကျုံနဲ့လင်မယား2ယောက်တည်းစားလောက်အောင်ကြော်လိုက်မယ်မင်းကဘာယောဂရှိလို့တော့သူကိုသူတော့ယောဂသည်ကြီးမရတော့မတထားဘူးသူမျိုးကအိမ်တော်မကြသေးတဲ့အမတွေနှမတွေမှားခဲ့မယ်ဟိတထေးပဲမဲ့ကြီးတဲ့ဘလောက်ချမ်းသာ
ဒီလိုသထေးမျိုးများမယူနဲ့တော့ငါတီးကြပဲကုန်မယ်ဟုတ်ကဲ့ကိုမရမှာကိုမတခါပဲနဲ့မင်းကယောဂဆယ်ကြီးလားကန်ကထေးကြီးဒါဖြင့်တော်တယောက်စာတဲ့ကြော်တော့မယ်လေအေးဒီလိုလှုပ်ဆမ်းပါအေးတယောက်စာကြော်တာကိစ္စမလို့အိမ်အောက်ထကြော်လို့မဖြစ်ဘူးကွာတထေးအိမ်ဆိုတော့လူဝင်လူတွေများတယ်မျက်နှာပြောင်တိုက်စားလို့လည်းမတော်ဘူးမဟုတ်လားဒါဝတိမတော်လို့ကျွေးလည်းငါပစ္စည်းကုန်ပါအေးအောက်ထမကြော်နဲ့တကားတွေအကုန်ပိတ်ဘုံ9ဆင်းအမြင့်တက်ကြော်ကြစို့တထေးနှမျောလိုက်ပုံတော့အောက်ကတကားတွေပိတ်ပြီးတော့တက်သွားလိုက်တာဘုံ9ဆင်းအမြင့်ရောက်တော့တထေးကတော်ကြီးကပဒင်းပေါက်ဖွင့်နေဟေးဒါပါလုံးပါဟိုတော့တကားတစ်ပေါက်တော့ဖွင့်မှာပေါ့တော့ကြောင့်မိဘတွေနဲ့မဖွင့်နဲ့တထေးကြီးမဖွင့်လို့မဖြစ်ဘူးတော့ကမိဖို့ကြောင့်လည်းဝင်ဘူးတာမဟုတ်ဘူးကျုပ်ကချက်ရပြုတ်ရတဲ့မိန်းမမင်းဘာနာလေသူတကားပေါက်ဖွင့်လိုက်တော်ကြကောင်းငင်ကပြန်တောင်းတဲ့ရဟန်းငှက်တွေတွေ့သွားဘယ်နဲ့လို့မလို့ဒါကျမ်းဂန်နဲ့ပါတဲ့အတိုင်းပြောတာနော်အတောင်မှမပါဘဲနဲ့ပြန်လို့ယဟန္တာတွေကိုယဟန်းငှက်တယ်ဗျမဖွင့်နဲ့ကဲဒါဖြင့်ကောင်းပြီလေတထေးကြီးတော်လဲအောက်ဆင်းမပြေးရဘူးနော်ကျုံမီးမွှေးတထေးကြောကမီးမတောက်အောင်တရားနာပြိတ္တာမီးခိုးတွေဥထုတ်လိုက်တော့တထေးကြီးမျက်ရည်ဝိုင်းဟာဟေးမပြေဘူးဖွင့်တပေါက်တော့ဖွင့်ဟေးတထေးကြောကြီးတပေါက်တော့ဖွင့်တော့ကောက်ဖွင့်ဆိုဟိုကတကားပေါက်အကြီးကြီးသွားဖွင့်တော့ဟေးမဖွင့်နဲ့လားကြီးကိုပေးလေးဖွင့်ဟာတထေးကြီးဒီအပေါက်ကြီးဖွင့်မှာအပေါက်ကြီးမဖွင့်နဲ့အပေါက်လေးဖွင့်ဆိုတော့တကားပေါက်သေးလေးအဖွင့်ခိုင်းပြီးမုံကြော်မလို့ဟန်အပြင်ပရိသတ်ကြီးကျွတ်တို့သုံးလောကထိုထားသဗ္ဗညုမြတ်စွာဘုရားကိုတော်မြတ်ကြီးကလည်းရွှေရံတော်ကိုရကဖြန့်ကြည့်လို့ဒီကနေ့မစ္စရိယတထေးရဲ့နိဗ္ဗာန်ရနိုင်တဲ့ဥပနိတ္တရှိမရှိကြည့်လို့ရှိတာကိုသိပါသဖြင့်ဟဲ့ရှင်းသားမောက်ကလားလာခဲ့စားတကောပြစ်ထန်တဲ့ရှင်မောက်ကလားကိုခေါ်တော်မူ၍ရှင်းသားဒီကနေ့ငါဘုရားဆွမ်းမစားဘူးဟဲ့ဒီကနေ့ငါဆွမ်းမဖုံးပေးဘူးမစ္စရိယတထေးရဲ့မုံနဲ့ပဲဆွမ်းကိစ္စပြီးမဲ့ခြေသားမင်းအလှခံကြီးတော်ကျွတ်တို့ဖရာတော့ဒီကနေ့ဆွမ်းများငါမလားမသိဘူးဒီကလည်းနှမျောရတဲ့ဆက်တုံလို့ဖရာကလည်းဆုံးမစားဘူးဗျဒီမုံနဲ့ဆွမ်းကိစ္စပြီးမတဲ့အဲတကောပြင်းထန်တဲ့ရှင်မောက်ကလန်ကြွလာရောပြုသင်္ကန်းစာလေးလွန်းနဲ့သပိတ်ပိုက်ကောင်းငင်ကကြွလာတာမစ္စရိယတထေးမြင်လိုက်တော့ဟေးတထေးကတော်ကြီးဘာတော့လာစားငါစမ်းကြည့်သားဘာလို့ငါကြည့်သွားတယ်ထင်လို့မဲတော့ငကိုအတိုင်းပါပဲမောင်ကငါကြည့်သွားတယ်ထင်လို့စမ်းကြည့်သားငါကောင်းသိချာငကိုအတိုင်းပါပဲတော့ကြည်တရားနာပြေသာအလှခံပုဂ္ဂိုလ်မြင်လို့ခေါင်းကြီးတဲ့ပြေသာမစ္စရိယတထေးကြီးဘာမြင်လို့ခေါင်းကြီးတာတော့ကဲနှမျောတဲ့လူများအလှခံပုဂ္ဂိုလ်မြင်ခေါင်းကြီးတာတဲ့မေးရအောင်ဖြူမျိုးကဇာတ်ယုံကြီးတဲ့ဥဇတိလတရားလာနာတဲ့လူတွေဥဇတိလရောက်လာလူများခေါင်းမကြီးဘူးလားဟာဒီနေ့အများကြီးရမှာဟေးမောင်နန္ဒမပူနဲ့ွယ်ကြလားခေါင်းမကြီးဘူးတဲ့ကြည့်ဗျာဟိုတထေးကြီးကတော့ခေါင်းကြီးသွားတဲ့အလှခံပုဂ္ဂိုလ်လာလို့မကြီးပါဘူးတော့ငကိုအတိုင်းပါပဲကဲကြည့်ဟေးမင်းငါဓာတ်ကြောင့်ပြောတာတကားမဖွင့်နဲ့လို့ကောင်းခင်ပြန်ပြယုံလေးနဲ့သူ့လှူလိုက်မဲ့ထင်လို့ပါဟေးမလှူဘူးကွာလှူဘူးတဲ့ကျုပ်ဟာဒီလိုကောင်းခင်ပြန်ယုံမကဘူးပရင်းမောင်နှမလာပြီးတော့ဇင်းချမ်းလျှောက်ပြတော့လဲလှူလိုက်မဲ့ထင်သလားပြေးသားရေဘိုးကလည်းသူပြောတဲ့အတိုင်းဇင်းချမ်းလျှောက်ပြသူကလည်းမလှူဘူးတဲ့ကျုပ်ဇင်းချမ်းလျှောက်ယုံမကဘူးဟောဒီပရင်းမောင်နှအောက်ကထိုင်စရာကြမ်းမပါပဲနဲ့တင်မလင်ခွေထိုင်ပြတော့လဲလှူလိုက်မယ်ထင်သလားဟိုကလည်းထိုင်ပြသူကလည်းမလှူဘူးတဲ့ဗျို့မလှူမချင်းနဲ့ရှင်မောက်ကလန်ကမကြွတထေးကြီးမျက်ခွန်လေးဖုံးထားလိုက်ကြွဘူးဒါကြောင့်မျက်ခွန်လေးလှန်ကြည့်လိုက်ကြွပါလားလို့ကြွဘူးဒုက္ခပဲတဲဇွဲကောင်းပါလားဒါကြောင့်မျက်ခွန်လေးဖုံးထားလဲမမြင်အောင်ဆောင်ကြွလောက်ပြီးချင်းလို့ကြည့်ကြွဘူးဟေးတထေးကတော်ကြီးပါတော့
မုံသေးသေးလေးတစ်ချက်တော့လှုပ်လှူလိုက်ဒီအမျိုးကမပေးပြတဲ့အမျိုးမဟုတ်ဘူးအတော်ဆိုးတဲ့သထေကြီးကျွတ်တော့ဘုန်းကြီးတွေပြောတာမပေးပြတဲ့အမျိုးမဟုတ်ဘူးအလေခမရတို့လည်းသဘောပေါက်ကြပေါ့သူ့အတိမျိုးသိထားလဲဥဇတိလမပေးပြတဲ့အမျိုးမဟုတ်ဘူးဆိုရင်အိတ်ထောင်နဲ့အကဲခတ်ထားပေါ့ကြည့်မပေးပြတဲ့အမျိုးမဟုတ်မုံသေးသေးလေးလှုပ်လှူဆိုတော့တရားနာပြိတ္တရေမုံသေးသေးလေးလှုပ်လိုက်တာတထေးကတော်ကြီးကဟောဒီလိုမုံရီကိုဇုံများလေးနဲ့ကော်ပြီးထည့်ပြီးမယ်အဆက်ကလေးနဲ့ကြာသွားရောရှဲဆိုတဲ့အိုးကြီးပြေသွားတကူပြင်းထန်တဲ့ရှင်မောကလန်နဲ့တရားနာပြိတ္တနှမျောတဲ့တထေးတွေ့နေတာနော်တဲ့အိုးကြီးပြေသွားတော့တထေးမျက်ဖြူဆိုင်ဒီမိမဘယ်နဲ့လှုပ်တာတော့သေးသေးလှုပ်ပါခေါ်နေမှာတထေးကြီးသူ့ဟာသူကြီးသွားတာကြောက်မတတ်နိုင်ဘူးတော့မောရန်ကြီးပဲတော့အတွေးသမားတွေနဲ့လာအတွေးဒါကြီးတော့ကမလူနဲ့တောင်းတဲ့ထက်နောက်တစ်ခုထပ်လို့တော့လေမုံဆက်ကလေးတရားနာပိဿဇုံများနဲ့ကော်ထဲလိုက်တယ်ဦးထဲနဲ့ကြာရောရှဲဆိုပြီးသွားဒီမိမသေးသေးလုံးလို့ပြောနေသေးသေးလုံးတာတော့သူကြီးသွားတယ်တော့ပဲတတ်နိုင်မှာတော့မလူနဲ့ကအဲ့ဒါကြီးတယ်တောင်းတဲ့ထက်မလူနဲ့ကတောင်းတဲ့ထက်နဲ့လှုပ်လိုက်တာတောင်းတဝက်ရှိလာပြီပြိဿမုံသေးသေးလှုပ်လို့မရတဲ့ဖြင်းတဲ့မိမသေးသေးလှုပ်ပါဆိုနေဘေးငါလုံးမဲ့ဆိုပြီးသူ့ကြတော့ပိုဆိုးတယ်ပြိဿကြီးဒါပေမဲ့သူကမုံရီကိုဇွန်းများနဲ့ခတ်တောင်မခတ်ဘူးမုံရီဦးတဲ့ကိုဇွန်းဟောဒီတိုင်းနှုတ်ပြီးတော့ခါသေးတာခါပြီးတော့ကျွတ်တို့ဒဲဦးတဲ့ကိုဇွန်းနဲ့အစ်စ်ကလေးကိုပေါက်ခဲ့ဘယ်လိုပေါက်ထဲတဲ့တကူပြင်းထန်တဲ့ရှင်မောကလန်နဲ့တွေ့နေတော့မုံဆက်လေးလဲဒဲဦးတဲ့ကြာတော့ရှဲဆိုနှခမ်းရှာထွက်သွားအဲ့ဒါထဲတော်ကြီးဘာလို့တော့မင်းလုံးမမဟုတ်ကလုံးတော့ကြီးတာပဲဘေးကကြာဘာတော့အောင်မေးမလို့ပါအောင်းနေထဲတောင်းနေတဲ့နဲ့သူလဲသေးသေးလှုပ်လို့မရဘူးပရိသတ်ကြီးမောင်းကအမေမောင်းကတောင်ဖြစ်မာတော့မာကျုပ်ကမှားသားရှိအလွန်မှားတဲ့ဘုန်းကြီးဒီလိုနဲ့မောင်းတွေကတရောင်ပြေးလာဟေးတထေးကတော်ကြီးပါတဲ့မပေးပြမှလည်းမဟုတ်ဘူးခုတည်းစီလည်းငုတ်တုတ်ကြီးတင်မလင်ခွေရဲ့တိုင်းတထေးကတော်ကြီးအပေါ်ဆုံးမုံရှက်တစ်ချက်သာခွာပြီးလှူလိုက်တော့မုံရှက်တစ်ချက်ခွာလှူဆိုတော့လေတထေးကတော်ကြီးကအပေါ်ဆုံးမုံရှက်ဆွဲခွာလိုက်တော့တောင်းလုံးကပ်ပါနှမျောတဲ့တထေးမျက်ဖြူဆိုင်ပြီးဇန်းကဲဖြစ်လာဒါဘာလို့မလို့တော့မုံတစ်ချက်လူဆိုတောင်းလုံးလူရသလားတထေးကြီးဆွဲမရဘူးတော့သူ့ဘာသူကပ်ပါလာတာခဲနေပါပြီကွာမုံကလေးဆွဲတာမှဆွဲခွာလို့မရဘူးရဲ့လို့ဆွဲဟာဒူးနဲ့ညှက်ဆွဲတထေးကတော်ကြီးကဒူးနဲ့ညှက်ဆွဲတယ်မရဘူးတော့တဲခက်တဲ့မိန်းမတွေပဲဒါကြောင့်အားမရှိတဲ့3000ဝန်းမိန်းမသားဖြစ်တာဖေးငါဆွဲပြမယ်ဆိုပြီးဒူးနဲ့ညှပ်ပြီးမုံရှက်ဆွဲတဲ့စီတွေနဲ့ဆိုတော့လွတ်ပြီးဗလတ်ဆိုနှာခေါင်းရိုက်ဒုက္ခပါပဲကွာငါဆွဲလို့မရမင်းဆွဲလို့မရဟေးတထေးကတော်ကြီးငါလည်းအကြွားကြီးပြီမယ်လို့ငါလည်းဆွဲခွာလို့မရဘူးဒီလိုလောက်ကြဆိုခြီဆင်းသားဟဲ့ဘာလို့မလို့တော့ခြီဆင်းပါတော့ဘာလို့လဲခြီဆင်းခြီတော်မချောင်းဘေးနဲ့ကားတထေးကြီးကောင်းပါလို့ဘေးနဲ့ကားပါဆိုမှခြီတော်နှချောင်းအကားခိုင်းပြီးတရားနာပြေးစားခြီတော်နှချောင်းအလေကောင်တောင်းကြီးချသူကလည်းခြီဆင်းထိုင်ပြီးတော့ခြီဘဝနှစ်ခုဒီလိုတဲပြီးတော့တရားနာပြေးစားရော့မင်းဒီဘက်ကဆွဲမင်းကတောင်းဘက်ကဆွဲမထေးကြီးကတရားနာပြေးစားရေးမုံဘက်ကဆွဲတာဆွဲတာပဲတော့ဆွဲဟာဒီကဘေးကမြန်သူတို့စကားကြားသွားရင်တထေးကြီးဟိုအနာပေါ်တယ်အောင်းမေ့ပြီဘူးလားဆွဲ
ဆွဲတာပဲတော့နဲ့ဆွဲရင်တထေးကြီးကမုံဘက်ကကင်ထားတာဆိုတော့စီတွေနဲ့လွတ်ပြီးဘလတ်တိုင်းကိုကျန်းနေချာဆေးကြီးမေ့သွားတထေးကတော့ရတောင်းဘက်ကမတော်သေးဟုတ်တော့တထေးကြီးမင်းကိုလုံးနေမှာဖြစ်လားတထေးကတော့ကြီးကထိုင်ရာကထားတထေးကြီးလည်းပင်အောင်လက်ကလေးဆိုပြီးမျက်နှာလေးပေါင်ပေါ်တင်မေးစီလှုပ်မေးဆိုင်နေတဲ့မျက်ဖြူလေးတော့လဲတဲ့လားတထေးကြီးတော်တတိရမလားဘယ်ခိုက်မိသွားသေးတော့နောက်ဆက်ပို့ပြတော့အမလီလက်သီးဆုံးတော့ပူကြီးတထေးကြီးတော်လည်းမျိုးလို့ဒုက္ခဖြစ်တာပဲဘယ်လိုလုပ်ကြမလို့ကဲကွာဘယ်လိုမှမလုပ်ပါနဲ့တော့ငါလည်းမောပါပြီမုံစားရှင်စိတ်လည်းမရှိတော့ပါဘူးကဲတထေးကတော့ကြီးမုံစားခြင်းစိတ်လည်းမရှိဘူးချွေလည်းပြန်မောလည်းမောလှပြီတော်ပြီကွာငါတော့စိတ်ပြက်ပြီဟောဒီမုံနေအကုန်လုံးတထောင်လုံးသာလှူလိုက်တော့ဒေသကြီးမုံနေဘယ်လိုလှူလိုက်တော့တထောင်လုံးတရားရှိလို့လားစိတ်ပြက်လို့မဲစိတ်ပြက်အကုန်လှူတာဗျာဖြူမျိုးကလူတွေလဲကြုတ်တော့စိတ်ပြက်ပါစေဆူတောင်းပြီဗျအမလေးအလူခံလိုက်တာဘုန်းကြီးပြန်တော့ကလည်းလှူရပထမဗျာစာအောင်ဝဲတော့ကလည်းလှူရခုတီပီတကတရဂုံပြူဝဲလဲလှူရဒီထဲဥစတိလာတော့လဲလှူရဂိုင်စိတ်ပြက်လာအိတ်ထောင်နဲ့ပါတာဒီကနေ့ညသွားတော့ဟာဖြူမျိုးစိတ်ပြက်ပါစေဆူတောင်းတယ်ဗျကြုတ်တော့ကြည့်အခုတရားနာပြည့်တဲ့စိတ်ပြက်တော့တထောင်လုံးလှူတဲ့တကားတော့တဲ့ဖယားကိုတော်မြတ်ကဒီနေ့ဆောင်းမဖုံးပေးဘူးသင့်မုံနဲ့ဆောင်းကိစ္စပြီးမဲ့မုံတောင်းထမ်းပြီးတော့တာဟတိကကိုယ်တိုင်လှူရအောင်လိုက်ခဲ့ပြီးတော့နေပါအောင်ဖယားအရှင်ဖယားဘယ်ကကြွငါကောင်းဝင်ကကြွမယ်လေတပည့်တော်တို့ကဘယ်လိုက်ရမလို့အကောင်းဝင်ကလိုက်ပေါ့မလုံးပါနဲ့ဖယားရှင်ဖယားလို့မပြတ်နိုင်ပါဘူးတကားတော့မပြတ်နိုင်ပေသည်ငါသင်္ကန်းစာလေးဆွဲလိုက်ခဲ့မလုံးပါနဲ့ဗျာပြုတ်ကြဒုက္ခမပူနဲ့တကားတော့မကြဘူးသင်္ကန်းစာကဟုတ်သားပဲတော့တထေးကြီးတော့တယ်ပူတတ်ရန်ကောတကူပြင်းထန်ရှင်းမောက်ကလာဆိုတာတော့မကြဘူးလားတော့ကောင်းကင်မှာပြန်ဘူးတယ်ရှိကျွတ်တော့လိုက်ကြစို့အော်မဒီမိမနားမလဲပါမလဲဒီလောက်နှမျောတဲ့တထေးဆိုပြီးလိုက်ကြမှာရံမျိုးနဲ့ဖြုတ်ချခက်ပြီဘူးလားယဟန္တာရှိတော့မယုံဘူးတကားတော့တဲ့ယဟန္တာတို့မြည်ဒီမှာသူများကိုဒုက္ခဖြစ်အောင်ပယောကအမှုဘယ်တော့မှမပြုဘူး။ကိုင်းစိတ်ချလက်ချနဲ့တော့သင်္ကန်းစာကိုင်းလိုက်ခဲ့ဆိုပြီးတော့သင်္ကန်းစာလေးကိုင်းပြီးတော့တရားနာပိဋကရေမုံတော်ကြီးအထမ်းခိုင်းပြီးတော့လင်မယားနှစ်ယောက်ကောင်းငင်ကခေါ်ဗရင်မောက်ကခြေလှမ်းလိုက်ကြတာနဲ့တပြိုင်နဲ့ဖယားကြောင်းတော်စောင်းနှံဥရောက်ဗရဲပိဋကဟန်ကြဗျာနော်ခက်တော့ခက်တယ်ဟိုကစိတ်ပြက်လို့တထောင်လုံးသူတော့ကောင်းငင်ကခေါ်သွားတာခမရတို့ကစိတ်ပြက်လို့အိတ်ထောင်ထဲကဟာဒီအကုန်လှူလဲကျုပ်ကလည်းကျုပ်ကိုကျုပ်မှမပြန်နိုင်တဲ့ဘုန်းကြီးဆိုတော့ခမရတို့ကောင်းငင်ကခေါ်ဘူးလဲကွက်ကြအခုခင်မြန်ကောင်းငင်ပြန်တဲ့ကိုတော်တစ်ပါးလောက်များယဟန္တာတစ်ပါးများပေါ်လိုက်ရင်ဘလောက်ကြည်ညိုလိုက်ကြမလို့တရားနာပိဋကမပြန်မဲနဲ့တောင်ဒီလောက်ကြည်ညိုနေတဲ့ဗုဒ္ဓဘာသာတွေပြန်တဲ့ပုဂ္ဂိုလ်ရှိတော့ရှိတာပေါ့လေဒါပြီးလေမြန်နဲ့လူကြီးပြန်တဲ့ယဟန္တာတစ်ပါးလောက်ကလည်းမပေါ်တော့တရားနာပိဋကကြီးဇံပြန်တယ်ဆိုတာမယုံအောင်ဖြစ်ပြီးတော့ဟုတ်မထင်ပါဘူးလို့ဖယားဟောတဲ့စကားကိုပဲကန့်လန့်တိုက်သူတွေကတိုက်နေကြပြန်ပါပြီမှန်ရလားပိဋကကြီးသာသနာနောက်ပိုင်းဆုတ်ကအခါကြီးရောက်နေတာလဲတတိမပြုတ်ကြပဲကိုပိဋကရဲ့ကိုင်းကြည့်ခုဖယားเจ้าတော်ရောက်ဆိုကြပါစို့ရောက်တော့မုံတရောင်းနဲ့တရားနာပိဋကထုတ်လှူလိုက်တာလေဟောဖယားဖုံးပေးလို့လဲမကိုယဟန္တာတွေအနာဂါနေသဂရာဂါနေသောတာပန်နေဖုံးပေးလို့လည်းမကိုရင်ပရိသတ်ကျောင်းသားပရိသတ်ဥပဒကဥပဒကိတရားတော်မတွေစလို့တောက်လို့လည်းမကိုတော့တရားနာပိဋကတထဲကလည်းတရားဘလဝနှမျောတဲ့စိတ်တွေပျောက်လို့အရင်တုန်းကတော့လှူတယ်ဆိုတာပုံညာပြီးကုံတာရှိတယ်လို့သူများပြောသည့်အတွက်ငါကုံမှတစ်ခုပဲတွေ့တာအခုဟမလေးမကုံနိုင်မလားဓာတ်တော်နဲ့မုံနဲ့မကုံနိုင်မလားလို့သ
တရားတရားကလည်းအသေးဖြည်းပြီးတော့လာလိုက်တာပြိဿဘဂဝါဘုရားကလည်းကျွတ်တို့အနုမောဒနာ၅ပါးကိုမနေ့ကဆောင်းကျိုးဟောသဘောပြိဿအာယုန်တေဒီဝဏ္ဏတေဒီဒုက္ခတေဒီဗလံတေဒီပฏิဘာဏတေဒီလို့သက်ရှင်ဆင်းလှချမ်းသာရဗလဉာဏ်ပညာဆိုရင်အဲ့ဒီအကျိုး၅ပါးဟောလို့လဲဆုံးရောဟောမစ္စရိယတထေကြီးနဲ့တထေကတော်ကြီးတို့သည်ဒေသနာဝဇာနေသောတာပတ္တိဖလေပဋိဋ္ဌာဟိဒိဋ္ဌိနဲ့ဝိသိကိစ္စကွာပြီးတော့တရားနာပိဋကသောတာပန်ကြီးတွေဖြစ်ကြတဲ့ပြုတ်သူတို့မုံနဲ့မကုံလို့ဖယားเจ้าတော်စောင်းနှံဥမှာကျင်းတူးပြီးတော့ထဲ့ထားလို့မစ္စရိယတထေရဲ့ကပ္ပလပူဝမုံချင်းအိုးကင်းဘူးမုံချင်းရဲ့လို့တောင်ဖယားလက်ထက်ကရာဇဝင်တစ်ခုတွင်မှုတဲ့ပြုတ်ဒါလောက်နှမျောတဲ့တထေကြီးတော်မှရာတရားပေါက်ပြီးတော့လှူလိုက်ရင်တရားနာပိဋကကြီးနိဗ္ဗာန်မဖို့ရသွားပါသဖြင့်ကျွတ်တော်ဖြူမျိုးကတရားတော်မတွေဘယ်လိုပဲအလှခံရတော့လဲတရားတရားကောင်းကောင်းနဲ့လက်မတော်လွတ်တန်းလှူနေတဲ့ပုဂ္ဂိုလ်တွေသည်နိဗ္ဗာန်မရဘူးလို့ဆိုနိုင်မှာမလားပိဋကဒီဘဝမရလဲဓဘဝထဲဓဘဝပေါ်ပိဋကရှေ့သူတော်ကောင်းဖယားအလောင်းကြီးများကစပြီးတော့ဒါနပါရမီစပြီးတော့ဖြစ်လာခဲ့တဲ့ဖြင့်ဒီဒါနပါရမီဒီနိဗ္ဗာန်ရောက်နိုင်တဲ့အဆောက်အဦဆိုတာကိုပိဋကကြီးသဘောပေါက်ရမို့လားကဲသဘောပေါက်ရဖြင့်ဆိုကြစမ်းနောက်ကပျော်ကြပါနော်ပျော်ကြပါနော်တေချာလိုက်ဆိုနော်ငင်းညာလုံးကကျုပ်ကပြောခြင်းသူလူအများလိုက်ကြမလားတရားကိုဟောတော့ကဒါလေးရေးဆက်ပြီးတော့ဆိုခဲ့တယ်ဗျ။ဒါမှဘယ်လိုလူတွေလိုက်ရမှာတော့ဆိုတာပေါ်လာလိမ့်မယ်ပြိဿဆိုသားမှပျော်ကြပါနော်ပျော်ကြပါနော်တရီထိုင်းဝေသာပျော်ခြင်းသူလူအများလိုက်ကြမလားတဲ့နော်တယောက်ထဲလိုက်မလားနော်တယောက်ထဲလည်းရတယ်နော်ဘယ်တော့မှမမေးနဲ့တော့ကြပေါ်လာလိမ့်မယ်ဆိုတော့မှတယောက်ထဲလိုက်မလားနော်နှစ်ယောက်တွဲလိုက်မလားနော်အမအတွဲလိုက်ရရတယ်ဟိဘာလဲဆိုလေဆောင်းမှတယောက်ထဲလိုက်မလားနော်နှစ်ယောက်တွဲလိုက်မလားနော်ရွှေမျိုးတွေကိုအကုန်ခေါ်အိမ်လုံးကျွအောင်လိုက်ကြမလားနော်အမအိမ်လုံးကျွလည်းရဆိုပါလားဘယ်တော့မမင်းနဲ့တော်ကြောင်မှပေါ်လာလိမ့်မယ်ဆိုရင်ဘာလဲဆိုလိုက်ဆောင်းမှရွှေမျိုးတွေကိုအကုန်ခေါ်အိမ်လုံးကျွအောင်လိုက်ကြမလားနော်ကိုလိုသောလမ်းခရီးကိုဟောရိတ်သာကြီးဘဲတဲ့တော့ကိုလူတဲ့ခရီးရန်ကုန်မန္တလေးမော်လမြိုင်ပသိမ်လေးမြန်မီးထမော်တော်ကားသင်္ဘောတွေနဲ့သွားလို့မရောက်နိုင်ဘူးလားပြိဿဒါကြောင့်လည်းပါတယ်ဆိုလေဆမ်းမကိုလူသောလမ်းခရီးကိုမော်တော်ကားကြီးနဲ့မီးထလေးဝေဟင်အကားလိုရဟုလဲသွားနေရတယ်နော်ဒီချာဆိုမေးလေးနဲ့နော်ငေါမေးလေးနဲ့ခါရပါကြဆိုဘုန်းကြီးမှမိအောင်ကြီးတယ်မရှက်ဖဲမျက်နှာပြောင်တိုက်နေတာခင်ဗျားတို့ဟာကြီးမကြီးလုံနေဆိုဟုတ်သားပဲဒါမှလည်းဆိုသားကကိုလိုသောလမ်းခရီးကိုမော်တော်ကားကြီးနဲ့မိထလေးဝေဟင်အကားလူရလည်းပေါ်နေရတယ်နော်သို့သောသေချာဆိုသို့သောဒီတိုင်းသွားမှာခုတော့သို့သောသေချာဆိုဗါတဲ့သို့သောနတ်တရားဘဝနဲ့မတရားရလို့သော
အေးမှန်တော့ဒီမရန်ကုန်မန္တလေးမော်တော်ကားလေးများမိထားနဲ့သွားလို့ရောက်ပြီမဲ့လို့နတ်တရားဘဝနဲ့မတရားဖို့တရားကြတော့ဒီရင်ရထားတွေနဲ့သွားလို့ရောက်မလားပြိဿကြီးဘာလဲဆိုလိုက်တော့နတ်တရားဘဝနဲ့မတရားရလို့သောရင်ရထားစီလို့မရောက်ဘူးနော်ရင်ရထားစီလို့မရောက်ဘူးနော်ဒါနံတက္ကသသောဘာနံတေချာဆိုဘာလို့ပါဇာကြီးဖွင့်မဆိုနဲ့ဟောင်းလောင်းကြီးဖြစ်နေဦးမယ်သူကမပွင့်တပွင့်ဆိုရမှာတေချာနားထောင်ကြည့်ပါဇာဖွင့်ဆိုလိုက်ရင်ဒါနာတော့သွားပြီဆိုမရဘူးမပွင့်တပွင့်ကဲဆိုတော့မှဒါနံတက္ကသသောဘာနံကဲရိုးရိုးသာတော့ပါလေယောဘကဝါအရဟံမိန်ငန်းကျွေးပြမလီဒါမျိုးဖြတ်ပြရပုံမအောင်ဗျာကဲဆိုတော့မှယောဘကဝါအရဟံမိန်ငန်းကျွေးပြဆိုတာဒါနနဲ့မှအစစအရာရာပြောရင်မစည်းပဲနဲ့ရောက်ဖို့နော်ရင်မစည်းပဲနဲ့ရောက်ဖို့နော်တာရဏပိမှန်အမြတ်အောင်မှာကမဲအခုဖြူးမြို့တောင်ကျောင်းတိုင်းမှာဆောင်းနေတဲ့သာသနာပိမှန်လေမှန်ရလားပြိဿကြီးဆိုလိုက်သောသာသနာပိမှန်အမှန်အောင်မှာကအလျံပြောင်းတရားကဒါနရဲ့ရှိန်အစောပိဿကြီးအလျံပြောင်းမှလှူမလားမလှူမလားပြိဿလှူမပြီးမှလားမလှူမပြီးမှလားလက်ပြင်ထားကြနော်ဘာလဲအလျံပြောင်းတရားကဒါနရဲ့ရှိန်အစောလှူဒန်းကြလို့ပြီးမြောက်သောရှုမခံအမို့ခရီးရောက်ကနော်နှိုးစောပြောခြင်းလူအများလိုက်ကြမလားတဲ့နော်ခေါ်ခဲ့ပြီနော်ဥဇတိလာနိဗ္ဗာန်သောလူရန်ညဖို့ဟိခါအတန်းကျွေးဘယ်နဲ့ကလူလေနဲ့လာတွေ့ရှိပါလေတလုံးနဲ့ဖြတ်တုံနေစီရှားပါတယ်ဆိုဘာတွေများကြော်တယ်မပါတော့လဲစရင်ပေနှက်ခင်ကအပြေးနွားလာလူလေရတယ်နော်ဒါကြောင့်ကြိုးစားပြီးတော့လှူဒန်းနိုင်ကြပါစေကုန်သတည်း